ဘုရားမြတ်စွာရဲ့သာသနာတော်မှာသံဃာဆိုတဲ့ဥတီချက်နဲ့သံဃာကုံကိုအာယုံပြုပြီးတော့ဒါနကောင်းမှုလုပ်ကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကပုဂ္ဂလိကဒါနနဲ့သံဃိကဒါနပုဂ္ဂလိကဒါနဆိုတာပုဂ္ဂိုလ်တူတယောက်ပိုင်ဆိုင်မှုအဖြစ်လှူဒန်းတာပုဂ္ဂလိကဆိုတာပုဂ္ဂိုလ်တူတဲ့ပိုင်တဲ့ပစ္စည်းကိုပုဂ္ဂလိကလို့ခေါ်တယ်နော်ပုဂ္ဂလာဣကပုဂ္ဂိုလ်တူရဲ့ပစ္စည်းကိုပုဂ္ဂလိကလို့ခေါ်တယ်သံဃိကဆိုတာသံဃာဆိုတာသံဃာဣကကနောက်ကပိုင်ဆိုင်တာသံဃာပိုင်ဆိုင်တဲ့ပစ္စည်းကိုသံဃိကလို့ခေါ်တယ်အဲ့တော့ဒီနေရာမှာပုဂ္ဂိုလ်တူတယောက်ကိုရည်ညွှန်းပြီးတော့လူဒန်းတဲ့ဒါနကိုပုဂ္ဂလဒါနလို့လည်းခေါ်တယ်ပြောမယ်ဆိုရင်ပုဂ္ဂလိကအဖြစ်လှူတဲ့ဒါနမို့ပုဂ္ဂလိကဒါနသံဃာကိုဥတည်ပြီးတော့လှူတဲ့အခါသံဃဒါနနော်သံဃာအားလုံးကိုရည်ညွှန်းတယ်နောက်တစ်ခါသံဃာရဲ့အများပိုင်ပစ္စည်းဖြင့်လှူဒန်းတာကိုသံဃိကဒါနတော့ဒီလိုလဲခေါ်ကြတာပေါ့အဲ့တော့သံဃဒါနပုဂ္ဂလဒါနနဲ့သံဃဒါနဒီနှစ်ခုခွဲခြားမှတ်သားထားဖို့ပုဂ္ဂိုလ်တူတယောက်ကိုလှူတဲ့ပုဂ္ဂလိကဒါနသို့မဟုတ်ပုဂ္ဂလဒါနဟာအများသံဃာကိုရည်ညွှန်းပြီးတော့လှူဒန်းတဲ့သံဃဒါနသံဃိကဒါနနဲ့လုံးဝကွဲပြားခြားနာတယ်။ဘာဖြစ်လို့ကွဲပြားခြားနာတယ်လဲလို့ဆိုတော့ပုဂ္ဂိုလ်ဆိုတာဒီပုဂ္ဂိုလ်တူရဲ့နဲ့သာသက်ဆိုင်သည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်တူရဲ့အရေးချင်းအားလျော်စွာသာအကျိုးပေးလို့ရတယ်။သံဃာဆိုတာကြတော့ပုဂ္ဂိုလ်အမျိုးစုံပါဝင်နေသည့်အတွက်ကြောင့်တဦးမကောင်းတဦးကောင်းဆိုတာလို့နော်စွမ်းအားတွေသူကပြည့်တယ်ပို့ပြီးတော့အလူကံပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုပုဂ္ဂိုလ်လူလို့ရှိရင်ဒီပုဂ္ဂိုလ်ကထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအကြောင်းပြုပြီးတော့ကောင်းမှုဟာအကျိုးကျေးဇူးတွေဖြစ်ပွားနိုင်တာဒါတခုသံဃိကဒါနဆိုတာတော့လွဲချော်မှုမရှိနိုင်မှုပေါ့သံဃာတွေအားလုံးကိုရည်ညွှန်းတာဆိုဒီသံဃာတွေထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဆိုတာပါလာတတ်တယ်။တော့ကိုယ်ကရည်ညွှန်းလိုက်တာလဲသံဃာလို့ဆိုတော့ပို့ပြီးတော့ကိုယ့်ရဲ့ကုသိုလ်နယ်ပယ်ကြီးဟာပိုးကျယ်သွားတယ်။ပုဂ္ဂလိကဒါနကြကုသိုလ်နယ်ပယ်ကကျဉ်းမြောင်းတယ်လို့ဒီလိုပြောရမှာပေါ့နော်။တဝူးတွေကိုအာယုံစိုက်တာ။တချို့နေရာဆိုရင်မြတ်စွာဘုရားကပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုတာကိုဒီဖြစ်ပေါ်လာနိုင်တဲ့ပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုလို့ရှင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုပြောဟောထားတာတွေရှိတယ်ပေါ့ပုဂ္ဂလပတာရလို့ခေါ်တာပေါ့ပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ကတိမ်ရင်ဖောက်ပြန်တာမျိုးဖြစ်လာတဲ့အခါမှာသူ့ရဲ့အမှုချင်းနောက်ကိုယ်ကလိုက်သွားတတ်လို့ရှင်ဒုက္ခရောက်တတ်တယ်အဲ့ဒါကြောင့်မလို့ပုဂ္ဂလပတာရဆိုတာရွေးချယ်ဖို့တော့လိုတယ်မကြီးညိုဘူးလို့ပြောတာမဟုတ်ဘူးเนาะဒီစကားပုဂ္ဂိုလ်တူတယောက်တည်းကြီးညိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုဆိုပါတော့သူ့ရဲ့ကိုယ်ချင်းတရားအရသံဃာတွေကအရေးယူတယ်ဆိုရင်သံဃာတွေကိုသွားပြစ်မှားပြီးဒီပုဂ္ဂိုလ်ကိုအလေးထားသည့်အတွက်ကြောင့်သံဃာတွေကိုသွားပြစ်မှားလို့ရှိရင်ကိုယ်မှာဒုက္ခရောက်တတ်တယ်ဆိုတဲ့အပြစ်မျိုးတွေရှိတတ်တယ်ပေါ့မကြည်ညိုဘူးလို့ပြောတာမဟုတ်ဘူးဥပမာမဲ့အနာရဘိန်တထေးကြီးဟာတန်ဃာတွေထဲမှာဆိုရင်ရှင်သာရိပုတ္တရာကိုအကြည်ညိုဆုံးပဲသူကလူဆိုတာတဦးနဲ့တူမတူကြဘူးပေါ့နော်ကြည်ညိုတယ်ဆိုတဲ့နေရာမှာဘဝပါရမီရည်ဆက်ဆိုတာလည်းပါရသေးတယ်တချို့ဆိုလို့ရှိရင်ဖျားတဲ့ပိုးကြည်ညိုတဲ့ပုံစံမျိုးတောင်ပေါက်တယ်ပေါ့နော်တခါတော့ကဆိုလို့ရှိရင်ကလေးတွေ900မုံနှောင်းကြီးတွေထမ်းလာပြီးတော့ပျော်ပွဲစားထွက်လာကြတာမုံနေအပြည့်မုံနေတဲပြီးတော့ပျော်ပွဲစားထွက်လာကြဖ
ဖះနဲ့တန်ဃာတွေတွေ့တဲ့အခါမှာဘုံနှောင်းတွေချပြီးကြောတာကြောလိုက်တယ်ဘယ်သူမှလှူခြင်းနဲ့စိတ်မပေါက်ကြမလှူကြဘူးဆိုပါတော့သူတို့လမ်းသူတို့ဖြတ်ကျော်ပြီးတော့ကြနောက်ကနေတပါးလေးကြွလာတဲ့အရှင်မဂ္ဂတ္တဗကြီးတွေ့တဲ့အခါကျတော့အားလုံးမုံနှောင်းတွေချပြီးရှင်မဂ္ဂတ္တဗကြီးကျတော့လှူကြတယ်အဲ့တော့ဖရာတော်ကမလှူဘူးရှင်မဂ္ဂတ္တဗနဲ့တွေ့မှလှူတယ်ဆိုတော့ရှင်မဂ္ဂတ္တဗကိုသူတို့ပို့ပြီးတော့တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ပြောဒါလည်းရှိတာအဲ့ဒီမှာမြတ်စွာဘုရားကြတော့ဖရာမို့ဆိုတာမဟုတ်ဘူးလူရဲ့စိတ်ဓာတ်ဆိုတာနော်မြတ်စွာဘုရားကြတော့ဘလောက်စိတ်ကောင်းတယ်ဆိုတာကြည့်တာမန်ပုဂ္ဂိုလ်တွေကခေါင်းဆောင်ဖြစ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုကြော်ပြီးသူများလှုပ်တာမကြိုက်တတ်ကြဘူးလူတွေတော်တော်များများလေလူတွေရဲ့စိတ်ဟာတစ်မျိုးပဲဒီအဖွဲ့အစည်းမှာငါခေါင်းဆောင်သို့မဟုတ်ဒီနေရာမှာငါခေါင်းဆောင်ကိုယ့်သူ့ကိုကြော်လို့ရင်မကြိုက်တဲ့လူတွေအများကြီးပဲကြိုက်တဲ့လူခန္ဓာနဲ့ပါမြတ်စွာဘုရားကြတော့ချိလေဘုရားတန်ဃာတွေကိုကြော်ပြီးတော့ရှင်မဂ္ဂတ္တဗလှူတာဘုရားသိတယ်ရှင်မဂ္ဂတ္တဗဆိုယဟန်တွေကိုခဏဆိုင်ခိုင်းထားတယ်နောက်ကမုံနှောင်းနေလှူလိုက်မယ်ခဏတပင်ရိတ်ကနေခဏစောင့်ပေးတယ်မြတ်စွာဘုရားစောင့်ပေးတော့ဟောရှင်မဂ္ဂတ္တဗနဲ့တွေ့တဲ့အခါမုံတွေအကုန်လုံးချပြီးတော့လှူတယ်ရှင်မဂ္ဂတ္တဗကခေါ်လာတယ်လာကြရှေ့နားမှာဘုရားရှိတယ်ဘုရားသွားလှူကြမယ်ဘုရားငါနဲ့တွေ့တော့ကတော့မလှူဘူးခုမှလာမလှူနဲ့လို့မပြောဘူးဟုတ်လားမြတ်စွာဘုရားမှာအိတ်တာတို့မစ္စရိယတို့ဆိုအစွန်းတွက်ကလေးတောင်မရှိဘူး။ကျန်တဲ့ပုဂ္ဂိုလ်တွေမှာအစွန်းတွက်ကလေးရှိတတ်သေးတယ်တဲ့။ယဟန္တာဖြစ်သွားတာတောင်အစွန်းဆိုတာအရေးရောင်လေးကိုပြောတာ။အရေးရောင်ဆိုတာဝါဒနာကိုပြောတာ။နော်။ဝါဒနာရဲ့အဓိပ္ပာယ်နားလည်ခြင်းလို့ရှိရင်အရက်ပလင်းထဲမှာအရက်ထည့်ထားတဲ့အရက်ပလင်းကိုအရက်တွေကုံအောင်သွန်ပြစ်လိုက်လေအနံ့လေးတော့ကျန်သေးတယ်ဆိုတာယဟန္တာပုဂ္ဂိုလ်တွေမှာကိလေသာတွေကုံအောင်ပယ်တတ်လိုက်ပေမဲ့လို့အနံ့အသက်ကလေးနည်းနည်းကျန်နေတတ်တယ်မြတ်စွာဘုရားကြတော့အဲ့ဒီအနံ့အသက်ပါမကျန်တာဒါကြောင့်မို့ဝါဒနာနဲ့တကွာကိလေသာကိုပယ်တယ်ဆိုတာဘုရားတစ်ပါးပဲရှိတယ်ဒါကြောင့်မို့ဘုရားကြတော့လုံးဝချီးညွတ်စရာကောင်းတဲ့အနေထားလုံးဝဖြူစင်တယ်လုံးဝစင်ကြယ်တယ်ဆိုတဲ့အနေထားမျိုးရောက်တယ်အနတ်သက်တောင်မကြံလောက်အောင်ကိလေသာတွေရဲ့အစွန်းတွက်တွေဟာအနတ်သက်တောင်မကြံဘူးတဲ့မြတ်စွာဘုရားကြတော့ကြံတဲ့ပုဂ္ဂိုလ်တွေကြတော့ဇယိုက်ကလေးတွေအနတ်အသက်ကလေးတွေရှိနေသေးတယ်အကျင့်ဇယိုက်ကလေးတွေကယဟန္တာပုဂ္ဂိုလ်ဖြစ်တောင်မှပဲအဲ့ဒီဇယိုက်ဆိုးလေးတွေကပါနေသေးတယ်သို့တော့စိတ်ကတော့စင်ကြယ်သွားပြီသူတို့intentionally action တော့မဟုတ်တော့ဘူးဒီလိုဆိုလို့လားလုကနေပါဇက်ကနှုတ်ကြိုးနေလို့ပြောခြင်းပြောလိုက်မယ်ယန္တာကြီးတစ်ပါးဆိုရှင်ပိလိန်နာဝိဇ္ဇာလို့ခေါ်တယ်ရှင်ပိလိန်နာဝိဇ္ဇာဆိုတာလူဘဝတုန်းကသူကဝိဇ္ဇတူကြီးခန္ဓာရီဝိဇ္ဇာလိုင်းကိုလိုက်တာဖို့ထိုးတာတော့မဟုတ်ဘူးမန္တန်နဲ့လုံးတာသူကဘလောက်အစွမ်းတကူထက်သွားတော့ဆိုခန္ဓာရီဝိဇ္ဇာကသူများစိတ်ကိုဖတ်နိုင်တယ်သူများစိတ်ကိုသိတယ်သူများစိတ်သိတာကိုအင်္ဂလိပ်လိုကြတော့ to read thought လို့ပြန်သူများရဲ့ the others thought သူများအတွေးကိုဖတ်နိုင်တယ်မင်းဘာတွေတွေးနေမဟုတ်လားဒီလာတော့မင်းဘာတွေကြားနေလားမဟုတ်လားလမ်းတော့ကအခုဘာတွေတွေးနေတာတော့ဆိုတာသူကဖတ်နိုင်အဲ့လိုသူများစိတ်ကိုသိတယ်အဲ့ဒီသိနိုင်တဲ့အတတ်ပညာသူကရှိတယ်နောက်တစ်ခုကဘာလို့ဆိုသူလိုအပ်လို့ရှိရင်ကောင်းကင်ကိုပြန်နိုင်တယ်သူကဖြတ်ခနဲ့ပျောက်ပြီးတော့ကောင်းကင်ကသွားလို့ရတယ်အဲ့ဒီအစွမ်းတကူနှစ်ခုအဲ့ဒီဝိဇ္ဇာတို့ကြီးကရထားတာမြတ်စွာဘုရားကြွလာတဲ့အခါကျတော့သူ့ရဲ့အတတ်ပညာတွေအသုံးချလို့မရတော့ဘုရားရဲ့နေမြေတွေလည်းရောက်လာရောသူများစိတ်လည်းသူမသိတော့ဘူးသူ့အတတ်ပညာတွေဟာမဆူရောက်တော့ဘူးမထိရောက်တော့ဘူးလို့ဆိုလို့တယ်လောကီဆိုတာဒီတိုင်းပဲသူကကန့်တတ်ရှိတယ်လောကီပညာရဟာကန့်တတ်ရှိတယ်နေရာတိုင်းမှာအစမ်းထွက်လို့မရဘူးပြပြမပြောနဲ့ဇံဘိညာဉ်တောင်မှပဲကိလေသာတွေကလွှမ်းမိုးတတ်တဲ့တစ်ခါ
ယသိကြီးဇံလျှောတဲ့ဆိုကြားဖို့မှာပေါ့နော်အဲ့တော့သူဇန်တကူနဲ့နေပြီမဲ့လို့ကိလေသာရဲ့စွမ်းအားကိုသူမတားနိုင်ဘူးမတားနိုင်တဲ့အတွက်ကြောင့်ရင်ထဲကကိလေသာထွက်လာတာနဲ့ဇံလျှောကြသွားနော်အဲ့တော့မလျှောနိုင်တာမပြတ်တာတော့လောကုတ္တရာကြမှာပဲတဲ့လောကုတ္တရာမက်ဖို့ရရင်မလျှောတော့ဘူးမပြတ်တော့လျှောရင်ပြတ်ရင်လောကုတ္တရာမဟုတ်ဘူးပဲမှတ်တာတခါတော့ငယ်ငယ်တုန်းကသတင်းစာထဲမှာဖတ်လိုက်တယ်တညင်ဘက်မှာယဟန္တာပူဇော်ပွဲဆိုပြီးကြေညာဟုတ်ငယ်ငယ်တုန်းကမှာမမှတ်မိတဲ့လူပါတယ်တီးလိုက်တဲ့လူပါကျမပါမှာဒီထဲမှာတော့ယဟန္တာပူဇော်ပွဲလုပ်တယ်မျိုးသမီးတွေလည်းပါတယ်မျိုးသားတွေလည်းပါနောက်တော့အဲ့ဒီယဟန္တာတွေကလူထွက်အိမ်အောင်ကြကုန်ရှောကုန်နော်အဲ့ဒါမျိုးတွေလည်းရှိတတ်တယ်အဲ့တော့မဟုတ်ဘူးဆိုရင်တော့ရှောမှာပဲဟုတ်မှမခိုင်ပါသေးဘူးပေါ့လောကီကတော့ဖြစ်ချင်းဖြစ်နိုင်တာပေါ့နော်အဲ့တော့ခုနကဝိဇ္ဇာကြီးဟာသူ့တတ်ပညာတွေအသုံးချလို့မရတော့ဘူးအဲ့တော့သူကကြားဘူးတယ်မဟာကန္တာရီဝိဇ္ဇာတူရဲ့နေမြေမှာသုလကန္တာရီဝိဇ္ဇာအစွမ်းမထက်တော့ဘူးအရှုံးပေးရမယ်ဆိုသူသိတော့ဂေါရမဘုရားဟာမဟာကန္တာရီဝိဇ္ဇာကြီးနေမှာပဲသူစီကပညာသင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သာသနာပေါင်းဝင်လာမြတ်စွာဘုရားကမ္မထန်ဤပြပေးပြီးတော့တရားထုတ်ခိုင်းလိုက်တော့သူယန္တာဖြစ်သွားအဲ့ဒီပိလိန်နာဝိဇ္ဇယန္တာကြီးဆိုတာအစွမ်းတကူအမတန်မှထက်တယ်လူဘဝတုန်းကဝိဇ္ဇာတို့ကြီးသူကနှုတ်ကြိုးနေတာတခုသူ့မှာပါလူမြင်လို့ရှိရင်ပါပိမဆိုတဲ့စကားလုံးကိုသုံးတယ်ပါပိမဆိုတာမြတ်စွာဘုရားကမကောင်းတာလုပ်သူလို့အဓိပ္ပာယ်ရတယ်ပေါ့သူယုံမှာပေါ့ပါပိမမကောင်းမှုရှိသူကိုပါပိမမကောင်းတာတွေလုပ်တဲ့လူဆိုးလို့ခေါ်တာပေါ့ခုခေတ်လည်းချစ်စနိုးခေါ်တာရှိတယ်လူဆိုးနဲ့ဟုတ်လားအဲ့ဒါလို့သူကလည်းနှုတ်ကြိုးနေတဲ့အခါကျတော့လူဆိုးလူယုံမှာနဲ့ခေါ်လေးရှိတတ်တယ်ဟိုယန္တာတွေနှုတ်ကြိုးတတ်တဲ့အကြောင်းပြောပြတာနော်အဲ့တော့ဒါကိုစနမူနာယူပြီးတော့ကိုယ့်ဘဝမှာမကောင်းတဲ့နှုတ်တွေကြိုးမနေအောင်ပြင်ဖို့လိုတာပေါ့နှုတ်မကြိုးစိန်နဲ့ကျိုးနေရင်ခုဘဝရဲ့ပြင်မပြင်လို့ရှိရင်တန်တရားပါနှုတ်ကြိုးသွားလိမ့်မယ်နော်ဇေယိုက်ဆိုးတွေနဲ့နှုတ်မကြိုးစိန်နဲ့နှုတ်လည်းမကြိုးစိန်နဲ့အမူအရာလည်းမကြိုးစိန်နဲ့အမူအရာကြိုးနှုတ်ကြိုးသွားလို့ရှိရင်သွားပြီအဲ့ဒါယန္တာဖြစ်တဲ့ဘဝတောင်မှလူဆိုးဆိုတဲ့အသုံးကမဖြောက်နိုင်တော့မြတ်စွာဘုရားကြတော့အဲ့လိုနှုတ်ကြိုးတာမရှိဘူးစကားတစ်ခုပြောပြီဆိုလို့ရှိရင်တပ္ပံဝစီကမ္မံကာယပုပ္ပင်္ဂမံညာနာပုပ္ပင်္ဂမံညာနာနုပရိဝတ္တံမြတ်စွာဘုရားစကားပြောမယ်ဆိုရင်ဘုရားရဲ့ပါဇက်ကလွတ်ကနေထွက်သွားတာမရှိဘူးဒီစကားပြောသင့်လို့ပြောတာဟောပြန်ပြင်เสียရလည်းမရှိဘူးမြတ်စွာဘုရားစကားပြောပြီးမှပြန်ပြင်တယ်လို့ဆိုတဲ့လူဟာဒါကဟိုအမှတ်တမဲ့ပြောလို့ပြီးမှမှားမှန်းသိလို့ပြင်တာလေမြတ်စွာဘုရားမှာစကားမှားလို့ပြန်ပြင်ရတယ်ဆိုတာမရှိဘူးမရှိဘူးအဲ့တော့ဒါလဲကိုယ်တိုင်ကဟိုတိတိကြီးမမှားမိအောင်တော့ကြိုးစားရမှာဘုရားလည်းဒီလိုပါရမီဖြည့်ပြီးကြိုးစားလာလို့နောက်ဆုံးမှာဟိုကိုထွက်တဲ့စကားလုံးဟာအမှားမရှိဘူးရှင်ရာဟုလသားတော်ရာဟုလလေးကိုဆုံးမတဲ့ဟာပြောတော့မယ်ဆိုရင်မပြောမီကစဉ်းစားပြောနေတုန်းစဉ်းစားပြောပြီးစဉ်းစားဘယ်တော့မှမမှားတဲ့နော်အဲ့ဒီလေးကျင့်လေးလှုပ်ထားလို့ရှင်အတော်အသင့်တော့ကိုပြောတဲ့စကားအမှားရှိချင်မှရှိစဉ်းစားဆိုတာဘာနဲ့စဉ်းစားငါပြောမဲ့စကားသည်ငါ့ကိုထိခိုက်သလားဘယ်သူထိခိုက်သလဲပတ်ဝန်းကျင်ကိုထိခိုက်သလားကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတာလားဆိုးကျိုးကိုဖြစ်စေတာလားဆိုတဲ့အတွေးလေးနဲ့စဉ်းစားပေတဲ့အဲ့ဒီစံနဲ့စဉ်းစားလိုက်လို့ကိုပြောတဲ့စကားဟာမပြောခင်ကစဉ်းစားတဲ့တခါစဉ်းစားမယ်ပြောနေတုန်းလဲစဉ်းစားထပ်ပြီးတော့ပြောပြီးတော့လဲထပ်စဉ်းစားတဲ့အဲ့ဒီလို၃ချိန်၃ခါစကားအရာမှာ
စဉ်းစားမှုတွေလွှမ်းခြုံထားမယ်ဆိုရင်အမှားဆိုမထွက်တော့ဘူးတော့အဲ့ဒီနီးနဲ့နှုတ်မကျိုးအောင်လက်မကျိုးအောင်ပြင်ဆင်ထားဖို့လိုအပ်တာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာဒီခါတည်းတတိထားစရာလေးတွေအများကြီးရှိတယ်အများကြီးထားရှိတယ်အကုသိုလ်မှအကျိုးပေးတာမဟုတ်ဘူးဒီခါတစ်ခါကျတော့အကုသိုလ်လို့မပြောတော့တဲ့ဟာကလည်းဝင်အကျိုးပေးရင်ပေးနေတတ်တယ်အဲ့ဒါလေးကိုတတိယလို့ပြောအောင်မယ်နော်စာအုပ်လေးတုပ်ဖတ်ဖူးတဲ့ထဲမှာလူတယောက်ဟာနားမကြားဘူးတဲ့နားလေးနေတယ်ဘာဖြစ်လို့ဒီလူဒီယောဂဖြစ်တာဘာဖြစ်လို့ဒီနားယောဂဖြစ်ရတယ်လဲလို့ဆိုဟိုဘဝတုန်းကတဲ့အလှခံလာတာကိုမကြားကြအောင်ဆောင်းနေလို့ဖြစ်တာလေကဲအဲ့တော့မကြားကြအောင်လည်းမဆောင်းနဲ့အဲ့ဒါလေဒီတိုင်းဆိုလို့ရှိရင်မကြားကြအောင်မဆောင်းနဲ့ကိုလူနေတဲ့လောက်လေးနည်းနည်းလေးဖြည့်လှူလိုက်မကြားကြအောင်တော့မဆောင်းနဲ့နားလေးတတ်တယ်တဲ့အဲ့ဘုရားဟောတာတော့မဟုတ်ဘူး many mention ဆိုတဲ့ဘုဒ္ဓတဖတ်ချင်တော့မှာပြေမှာအဲ့စာအုပ်ရှိမရှိတော့မသိဘူး many mention ဆိုတဲ့စာအုပ်အင်္ဂလိပ်လိုချမ်းမြေ့ဆရာတော်ကြီးကတမလွန်ဘဝပြဿနာဆိုပြီးတော့ရေးထားတဲ့စာအုပ်လေးတော့ရှိတယ်အဲ့စာအုပ်လေးကိုဖတ်ကြည့်ချမ်းမြေ့ဆရာတော်ကြီးဘာသာပြန်ထားတာအခါ KC ဆိုတဲ့ရင်းစာဆရာတူရေးတယ်တဲ့အဲ့စာအုပ်ကိုဖတ်ကြည့်လိုက်လို့ရှိရင်ကံအကြောင်းတွေတွေ့လိမ့်မယ်သူတို့ကကံယုံတဲ့လူတွေမဟုတ်ဘူးအိတ်မွေ့ချပြီးတော့ယောဂကုတာအဲ့ဒီအိတ်မွေ့ချထားတဲ့အချိန်မှာသူ့ပါဇက်ကမြင်တာတွေပြောတာသူ့စိတ်ထဲမှာပေါ်တာတွေပြောတာတိလို့ပြောတာမဟုတ်ဘူးသူကအိတ်မွေ့ချထားတဲ့အချိန်တွင်းမှာဘေးကလူကမေးတာဒီလူဘာကြောင့်ဒီယောဂဖြစ်တာတော့ဆိုသူပြောတာဒီချိန်တော့တဲ့အလူကလာတာမကြားချင်ဆောင်နေလို့ဖြစ်တယ်အဲ့တော့ဘုံဘုံကဒီဟာအတိတ်ပဲရှိရလားအကုသိုလ်မဟုတ်ဘဲနဲ့အကျိုးပေးတာဖြစ်နိုင်လားလို့ဆိုတော့သုတ်တုတ်မြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုရှိတယ်ဝနိစ္စသုတ်လို့ခေါ်တယ်အဲ့သုတ်ကိုကြည့်ရင်တော့သူပြောတာဖြစ်နိုင်နေတယ်နော်ဝနိစ္စသုတ်မှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုမေးလျှောက်တာကိုရောင်းကုန်ဝယ်ကိစ္စတွေနဲ့ပတ်သက်တယ်ပေါ့မင်္ဂလာဈေးဆိုအယောင်းဝယ်လုပ်နေတာအဲ့ဒါသတိထားစရာပေါ့နော်အယောင်းဝယ်လုပ်တာတဲ့ဒီပစ္စည်းပဲရောင်းတယ်ဆေးဆိုဆေးပေါ့ဒီပစ္စည်းကိုရောင်းဝယ်လုပ်တယ်တဲ့အဲ့လိုအယောင်းဝယ်လုပ်တဲ့အခါမှာ၄မျိုး၄စားကွဲသွားတယ်တဲ့တယောက်ကအယောင်းဝယ်လုပ်ရှုံးပေါ်တယ်နော်ဒီပစ္စည်းရောင်းတာတဦးကအရှုံးပေါ်တယ်ဖရားတဲ့နောက်တဦးကတော့ထင်တယ်လို့မရဘူးတဲ့မမြတ်ဘူးတဲ့ထင်တယ်လို့မဖြစ်လာဘူးတဲ့မျောထားတာတဲ့မဖြစ်ဘူးတဲ့နောက်တစ်ယောက်ကျတော့မှန်းထားတဲ့အတိုင်းရတယ်တဲ့ဟိုနောက်တစ်ယောက်ကျတော့မှန်းတာတဲ့ပိုရတယ်ဗျာဒီပစ္စည်းတစ်ခုတည်းကိုရောင်းဝယ်လုပ်တယ်နော်အဲ့ဒါလို့ပစ္စည်းတစ်မျိုးတည်းမှာအယောင်းဝယ်လုပ်တာလူ၄ယောက်ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲပစ္စုပန်အကြောင်းတော့ရှိရင်ရှိပဲမြတ်စွာဘုရားပစ္စုပန်အကြောင်းကိုမဖြေဘူးကံနဲ့ဆက်ဆက်ပြီးရှင်သာရိပုတ္တရာကိုဖြေတာအဲ့ဒါအင်္ဂုတ္တရနိကာယမှာဝနိစ္စသုတ်ဝနိစ္စဆိုတာကုံသွယ်မှုဆိုတဲ့အဓိပ္ပာယ်ရကုံရောင်းကုံဝယ်မှုအဲ့မှာဖြေထားတာတွေသတိထားစရာလေးပေါ့ပုဂ္ဂိုလ်တရားဟာဒီကုန်ပစ္စည်းကိုရောင်းနေတဲ့ပြက်တယ်ရှုံးတယ်ဘာဖြစ်လို့လဲသူကတဲ့တဏှာကျင်လေခဲ့တော့ကတူကိုချင်းကပ်ပြီးတော့ရှင်ဘုရားလိုရာရှိမင်းရှိပါဆိုဖိတ်ကြားတယ်တဲ့ဖိတ်ကြားပြီးတော့လိုတဲ့အခါကျတော့မလှူဘူးတဲ့အဲ့လိုမလှူလို့ဖြစ်တာတဲ့ကဲခုနမကြားရအောင်ဆောင်းတာလို့ဖြစ်တယ်မလှူတာအကုသိုလ်တော့မဟုတ်ဘူးနော်ဟိုကံတရားဆန်းနေဆိုတဲ့အကြောင်းပြောတာကိုလုံးတာဟာဟိုအကောင်းအဆိုးဆိုအကုန်တွက်လို့မရဘူးနော်အကုသိုလ်ဖြစ်မှလို့မဟုတ်ဘူးဒီဟာလဲဒီကံကကြည့်မဖြည့်ဆည်းဘူးကိုပြောတဲ့အတိုင်းလွဲမှားတယ်ဖြည့်ဆည်းမှုမလုပ်ဘူးလို့ဒါကြောင့်မို့လို့ဒါဖျားဖြည့်ထားတဲ့စကားတော့အမေးဖြည့်ပါမြတ်စွာဘုရားကိုယ်တိုင်ဖြည့်ထားတာသူကတဲ့ကုံသွယ်လုပ်ငန်းလုပ်တဲ့အခါကျတော့တဲ့သူကပျက်စီးတယ်မအောင်မြင်ဘူးတဲ့ဘာဖြစ်လို့တော့သူဂတိအတိုင်းမတည်ခဲ့ဘူးပေါ့ဒါတခုနောက်တစ်ယောက်ကျတော့သူလည်းဒီလိုပဲတဲ့ဖိတ်မှန်ထားတယ်
သို့တော့ယထာဒိဋ္ဌာယလိုသလောက်ကို तू ကမဖြည့်စေဘူးတဲ့ဒါကြောင့်မို့ तू ထင်သလောက်မရဘူးတဲ့အမြတ်ဒီဆက်ဆက်နေပုံလေးတွေကိုပြောတာလူဆိုတော့ကံနဲ့ယူပဲဆိုတော့မှတ်နေဒီဟာတကယ်ကနောက်တစ်ယောက်ကြတော့လိုတဲ့အတိုင်းဖြစ်တယ်ဆိုတော့ तू ကသူဝန်ခံထားတဲ့အတိုင်းလိုသလောက် तू ကဖြစ်စေလှူဒန်းတယ်တဲ့ဒါကြောင့်မို့ तू လိုတဲ့အတိုင်းရတယ်နောက်တစ်ယောက်ကြတော့လိုတာတဲ့ပို့ပြီးတော့ तू ကဖြစ်စေလှူဒန်းတယ်တဲ့ဒါကြောင့်မို့လို့လိုတာတဲ့ပို့ရတယ်ဆိုဟောတကယ်တော့လည်းစဉ်းစားကြည့်ဒီ၄ယောက်ဟာဘယ်လိုလုပ်တူတူဖြစ်နိုင်မှာမလို့မဖြစ်နိုင်ဘူးလေသူတို့လူတွေရဲ့ဒီ၄ယောက်ရဲ့လောက်ရကြံတူမှမတူတာဘူးတယောက်ကလုံးဝဂတိပြတ်တယ်တယောက်ကဂတိရဲ့တဝက်လောက်ပဲလုပ်တယ်တယောက်ကြတော့ဂတိအတိုင်းလုပ်တယ်ဟိုတယောက်ကြတော့ဂတိပေးတာတဲ့ပို့လုပ်တယ်ဆိုဒီ၄ယောက်ကိုအတူထားမယ်ဆိုရင်လည်းနတိငါကြနမငါကြဖြစ်တော့မှာပေါ့အဲ့တော့ကံတရားဆိုတာမတူဘူးဆိုတာလေးကိုသတိထားစရာလေးကိုပြောပြတာเนาะအဲ့တော့ဒီဘဝမှာလုပ်เสียရတွေအများကြီးရှိတယ်ကုသိုလ်ကောင်းမှုလုပ်ကြတာလဲမှန်တယ်လုပ်တယ်အရေးကြီးတာကုသိုလ်ကောင်းမှုလည်းလုပ်ဇေယျအိဆိုးတွေလည်းပြင်နှုတ်မကြိုးစေနဲ့เนาะနှုတ်မကြိုးစေနဲ့ကိုယ်အမှုရာတွေအချိုးလေးကြပါစေပေါ့နောက်ဆုံးမျက်နှာအမှုရာစပြီးတော့ဟိုပြုံးမရရည်မရတဲ့မျက်နှာရှစ်ခေါက်ချိုးခေါ်တာလားမသိဘူးအဲ့ဒါမျိုးတွေလည်းမဖြစ်အောင်တချို့ကြတော့တကယ်ကိုဘယ်လို့မှပြုံးမရတဲ့မျက်နှာရှိသေးတယ်ဇီးခွက်မျက်နှာတို့ကြဘယ်ပြုံးရနော်ဘယ်လို့မှပြုံးမရတဲ့မျက်နှာမျိုးအဲ့ဒါမျိုးမဖြစ်အောင်နော်မေတ္တာနှလုံးသားနဲ့သူများကိုအကျိုးစီးပွားလိုလားတဲ့စိတ်လေးမွေးတာပတ်စံလည်းမကုန်ဘူးနော်ကုန်ကြစိတ်ပါမရှိဘူးကုသိုလ်တရားကြတော့ကြီးမားတယ်သူကမေတ္တာထားနိုင်လို့ရှိရင်အများကြီးကြီးမားအဲ့ဒီစိတ်လေးတောင်မထားနိုင်ဘူးဆိုလို့ရှိရင်ဖြစ်လျာဘဝမှာအတွန့်နေအတက်တွေမျက်နှာမှာပေါ်နေမှာပဲအဲ့ဒါသူအတွန့်တက်များတာစိတ်ထဲကအတွန့်တက်များရင်မျက်နှာမှာလည်းအတွန့်တက်တွေဖြစ်ကုန်မှာပဲချောပြေမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမ mind center တည်ခြင်းလို့ခေါ်တယ်စိတ်ကိုဗဟိုပြုဆုံးမတာအဲ့ဒါကိုသတိထားဖို့လို့အရာရာကိုစိတ်ဓာတ်နဲ့တိုင်းတာတာဒါကြောင့်မို့စိတ်ကောင်းနှလုံးကောင်းတို့လူစိတ်တို့ဆိုတာမွေးမြူရမှာဒါအရေးကြီးဆုံးပဲဘယ်သူ့ဘောဖြစ်ဖြစ်စိတ်ကောင်းနှလုံးကောင်းထားလူတွေကစိတ်ကောင်းနှလုံးကောင်းထားရင်ကိုကအရှုံးပေးတယ်လို့ထင်နေကြတယ်အဲ့ဒါကိုကအထင်မှားနေတယ်မိစ္ဆာဒိဋ္ဌိပဲအဲ့ဒါနော်အဲ့ဒီမိစ္ဆာဒိဋ္ဌိကိုအကြောင်းပြုပြီးမိစ္ဆာဒိဋ္ဌိဆိုတာမှားတဲ့အမြင်ကိုပြောတာနာမည်ကြီးကြည့်လိုက်တော့ကြောက်เสียကြီးမိစ္ဆာဒိဋ္ဌိခေါ်ခံရတယ်လို့ကြိုက်ချင်မှကြိုက်မှာမိစ္ဆာဒိဋ္ဌိဆိုတာအမှန်မမြင်မဲနဲ့မှားတာကိုမြင်နေရင်မိစ္ဆာဒိဋ္ဌိပဲလေဘယ်ကိစ္စပဲဖြစ်ဖြစ်အယာထာဝဒိဋ္ဌိမမှန်မကန်မြင်နေတာအဲ့ဒီမမှန်မကန်အမှန်ကိုမမှန်မြင်လို့ရှိရင်မိစ္ဆာအယူဝါဒပဲဘုရားဟောတဲ့အဓိပ္ပာယ်ကမိစ္ဆာဒိဋ္ဌိဆိုအဲ့ဒါပြောတာနော်အဲ့တော့မှန်မှန်ကန်ကန်မြင်ပြီးတော့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးကိုယ့်ကိုယ်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နိုင်ဖို့မြတ်စွာဘုရားရဲ့အဆုံးအမရတဲ့ဘဝဆိုတာရဖို့ရအခုလိုသာသနာနဲ့ကြုံတဲ့အခါမှသာရတာလေရဖို့ဆိုမတမခဲရင်နဲ့မမျော်မှန်းနိုင်လောက်အောင်ခဲရင်တာနော်မမျော်မှန်းနိုင်လောက်အောင်ခဲမတော်တဆရနေတာကိုအဟုတ်ကြီးထင်ပြီးတော့နေလို့ရှိရင်တော့အခါကောင်းတွေလွတ်တော်မှာပဲဒါသိချတယ်နောက်တစ်ချိန်ကျတော့အမှန်တရားဆိုတာသိခွင့်ရတာမဟုတ်ဘူးအခုတည်းမဲ့ဖះပွင့်တဲ့အချိန်တော့တကယ်ကိုလက်တဆုပ်စာလူလေးတွေဒါအမှန်တရားကိုသိခွင့်ရတယ်ကံကောင်းလို့အမှန်တရားသိပဲကဘာမှာ10ဘုံတဘုံပြောမယ်ဆိုလို့ရှိရင်အသေးငယ်တဲ့အပြောက်အဆက်ကလေးကဘာလူသားတွေကအလွန်သေးငယ်တဲ့အပြောက်အဆက်ကလေးရတာဒီဖះရဲ့အဆုံးအမကိုရကြတယ်ကြီးမားတဲ့ဥယျာဉ်များပြားလာတဲ့လူသားတွေဟာဒီအဆုံးအမမရကြဘူးဆိုတာကိုသေချာလေးနဲ့စဉ်းစားကြည့်သူတို့ကဘယ်လိုအဆုံးအမတွေရတော့ဒုချနာလို့ဖះရှိပါဒူးထောက်လိုက်လို့ရှိရင်အကုန်လုံးပြေးတယ်နော်တရိစ္ဆာန်ဆိုတာမိုးကြောပေးထားလို့ရှိရင်လူတွေတတ်စားလူတွေစားဖို့ဖန်ဆင်းပေးတာဆိုတဲ့အတွေးတွေနော်ဖះကိုတတ်ပြီးတော့ပူဇော်တယ်ဆိုရင်အမြတ်ဆုံးပဲဆိုတဲ့အတွေးတွေဟာအတော်ကိုကြောက်စရာကောင်းတဲ့အတွေးတွေ
အဲ့ဒီအဆုံးမရထားပြီအဲ့ဒီအဆုံးမတိုင်းလိုက်နိုင်ရင်တော့တွေးဝန်းစရာတောင်မရှိဘူးဘဝဖြစ်တိုင်းဇက်ပြတ်သေးနေတာဒါအတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့လူတွေပဲဖြစ်မှာပဲနော်တခါတခါစဉ်းစားကြည့်မိတယ်လမ်းသွားတဲ့အခါမှာကြက်တွေခြေထောက်တွေစုချီပြီးတော့ဇောက်ထိုးဆွဲသွားတာအရှင်တွေပဲနော်ရှင်တွေပဲဒါပြုသူအတိတ်ဖြစ်သူအဟောင်းဆိုသူတို့ကတစ်ချိန်ကသူများကိုအဲ့ဒါလို့ဆွဲခဲ့တာဖြစ်လောက်တယ်အခုသူတို့အလှဲ့ရောက်နေတုတ်အလှဲ့ဆိုတာလာတာပဲမရဘူးနော်အလှဲ့ဆိုတာမိကွန်းထုတ်တာကိုကောင်းတယ်ဆိုင်နေမှာရေးတာဘယ်သူလှဲ့လဲဟေးဆိုနော်အဲ့တော့ကိုကကောင်းတာတွေကြီးလှုပ်လာလို့ရှင်ကောင်းတာတွေကကိုယ့်အလှဲ့ကြီးပဲဖြစ်ရမှာပေါ့မကောင်းတာလှုပ်လို့ရှင်တော့ကိုယ့်အလှဲ့လာလိမ့်မယ်ပေါ့ဒီလိုဆိုလို့တာတန်တရားရဲနေရင်တော့အလှဲ့ဆိုတာဘာတော့ဆိုလို့ရှင်ရေဝေသွားတဲ့အလှဲ့ပေါ့ဒါဟာပေါ့ရန်ကုန်ကဆိုရင်နော်ဘယ်သူလှဲ့လဲဟေးလို့မေးထားလို့ရှင်အဲ့ဒီအလှဲ့ပဲဥကျော်သူမောင်းတဲ့ကားပေါ်စီးတာပေါ့ဘယ်သူလှဲ့လဲဟေးဆိုတာအဲ့ဒီအလှဲ့မျိုးကကြောက်စရာမရှိဘူးကြောက်စရာမရှိဘူးတန်တရားထဲမှာနေဒါကြောက်ရမယ်ဟာလည်းမဟုတ်တော့မသိတဲ့လူတယောက်မှမရှိတာကြောက်ရမယ်အလှဲ့ဟာခုနကအကုသိုလ်တွေရဲ့အကျိုးခံစားရမယ်အလှဲ့ဟာကြောက်စရာကောင်းတဲ့အလှဲ့ပဲအဲ့ဒါကိုပြောတာပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ခံရတဲ့လူကအဟောင်းခံရတယ်လို့ပဲမှတ်လှုပ်တဲ့လူကဒါအသစ်လှုပ်နေတာလာလိုက်ပဲဘသူ့လှဲ့တော့သူ့လှဲ့ရောက်တော့တဖြည်းဖြည်းတော့အဲ့လိုအလှဲ့ဆိုတာရောက်လာမှာကိုယ့်လှဲ့သူ့လှဲ့ဆိုတာရှိတယ်လေအဲ့ဒါကြောင့်မို့လို့ဒီဘဝမှာဇေယိုက်ဆိုးတွေနှုတ်ကြိုးနေတာတွေဒါတွေကိုဖယ်ရှားပြီးတော့အကောင်းဆုံးဖြစ်အောင်တို့တွေကြိုးစားရမယ်လို့ဒီလိုပြောတာနော်အဲ့တော့အခုလိုကုသိုလ်ကောင်းမှုအတူတကွပြုကြတယ်ပြုဖို့ပြုဘက်အနေနဲ့ကုသိုလ်ကောင်းမှုလုပ်တယ်လုပ်တဲ့အခါမှာဆန္ဒတွေကိုစုလိုက်တယ်တန်ဃာတွေဆွမ်းကပ်မယ်ဆိုတဲ့ဆန္ဒတိုင်ကဒါနအလှူမယ်လို့ဆိုတဲ့ဆန္ဒတွေကိုစုလိုက်ပြီးတော့အတူတကွလုပ်ကြတော့ဒီအချိန်မှာစေရနာတွေကတူတယ်စေရနာတူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအတူတူအကျိုးပေးတတ်တယ်ပေါ့အဲ့ဒါလို့အတူတူအကျိုးပေးတဲ့ထဲမှာဆန္ဒဝီရိယစိတ်တဝိမာန်တလို့ဆိုတဲ့အဓိပတိတက်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ထူးချွန်သွားမှာပဲအဲ့ဒီဟာကအလတ်တန်းသားရှိတဲ့ပုဂ္ဂိုလ်ကအလတ်တန်းသားဖြစ်မှာပဲညံ့နေတဲ့ပုဂ္ဂိုလ်ကအညံ့ထဲမှာပါမှာသို့တော့ကတ်တော်ပါနေမှာဒီစေရနာဓုအကျိုးပေးကြသည့်အတွက်ကြောင့်ဒါလည်းအတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုအတူတူလုပ်ခဲ့ကြသည့်အတွက်ကြောင့်မင်္ဂလာဈေးမှာဈေးအတူတူရောင်းကြနော်မွေးတာမင်္ဂလာဈေးမှာမွေးတာမဟုတ်တော့ဘူးဒီလူတွေမွေးဘူးဒါပေမဲ့လာပြီးအလုံးလုံးတော့တူတူဖြစ်နေကြတယ်ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလည်းအခုတူတူလုပ်တော့နောက်ဘဝလည်းတူတူဖြစ်ကြအောင်တူတူဖြစ်ဖို့သေချာနေတယ်အဲ့တော့မှတ်မိတာမမှတ်မိတာမမှတ်မိဖို့ကတော့များတာပေါ့နော်ဒီဇလန်းတွေကိုဖတ်တဲ့အခါမှာတာမန်မဖတ်ဖဲနဲ့ကြည့်ပေါ့စိတ်ထဲမှာတွေးပြီးကြည့်ဘိက္ခုနီဝတ်လာတဲ့ပထမအဆုံးသာသနာမှာဘိက္ခုနီဝတ်ခွင့်ရတာမိတွေတော့ခေါ်ရမိသူနဲ့အတူပါလာတာတာဂီဝင်မိဖုရား900သူတို့အမျိုးသားတွေကအရင်သင်္ကန်းဝတ်သွားတယ်အဲ့တော့သူတို့900မိတွေတော့ခေါ်ရမိမှုဆောင်တဲ့900ဟိုကုသကောင်းမှုလုပ်တော့ကလည်းသူတို့တူတူလှုပ်လာကြတာအလုတ်ကိုင်တူတူလှုပ်ကြတာအဲ့ဒီတော့လှုပ်ပြီးကုသလုပ်တော့ကလည်းတူတူလှုပ်ခဲ့ကြတာတူတူလှုပ်လို့ဒီဘဝကြတော့လည်းတူတူဖြစ်တယ်အမှန်တော့သူတို့တအိမ်တောင်စီနေကြတာနဲ့ကွာဟောပေါင်းမိသွားပြီးဘိက္ခုနီဝတ်တဲ့အခါကျတော့တူတူဖြစ်သွားကြကပရိနိဗ္ဗာန်ဆန်တော့လေသူတို့တူတူလောက်နေနေဖြစ်သွားတယ်နဲ့တူတယ်အဲ့ဒီဘိက္ခုနီတွေဟာဆိုလိုတာကတန်တရားခရီးသွားလဲအတူတူကုသိုလ်ကောင်းမှုလုပ်ဖို့လုပ်ဖက်တွေဟာအတူတူပဲစုံညီဆန်ညီဖြစ်တတ်တယ်ဘာဖြစ်လို့ဒီလိုတူရလဲဆိုခုနကစေရနာတူဆန္ဒတူပေါင်းစုပြီးတော့ကုသိုလ်တစ်ခုကိုဥတည်ပြီးလုပ်ကြလို့ဒါကြောင့်မို့တူကြတာတဲ့မကောင်းမှုလုပ်တဲ့လူတွေကလည်းအဲ့လိုတူတတ်တယ်တ
သာသဝေမင်းနေဝိတတုပါကနေကျူးကျော်ပြီးတော့တိုက်ခိုက်တဲ့စစ်ပွဲမှာအများကြီးအသက်ခံလိုက်ရအဲ့ဒီလိုအသက်ခံလိုက်ရတာဘာလုပ်ခဲ့တာတော့ဆိုတခါတော့ကမြစ်ထဲမှာအစိတ်ခတ်ပြီးတော့သူများတွေသေအောင်လုပ်ခဲ့တယ်တဲ့သူတို့အဲ့ဒါကြောင့်မလို့စိတ်ခတ်ခဲ့တဲ့လူတွေပေါ့အဲ့ဒါကြောင့်မို့သေတော့လေတူတူသေကြတာဒီလိုသေကြတာကံတရားဆိုတာတော်ကြောက်စရာကောင်းတယ်နော်ကောင်းတဲ့အလုပ်မှာတူတူလုပ်ရင်လေကောင်းတဲ့အကျိုးတွေခံစားကြရတယ်မကောင်းတဲ့အလုပ်တွေမှာတူတူလုပ်ရင်လေမကောင်းတဲ့အကျိုးတွေကိုခံစားကြရတယ်တဲ့ဒီကံရဲ့သဘောဟာဒါနိယာမတရားကြီးပဲ The law of nature လို့ခေါ်တယ် The law of ကမ္မနိယာမအရာဖြစ်တာဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုဟာအကျိုးပေးရင်ကိုယ်ပဲပေးမှာပေါ့စိတ်ထဲမှာဖြစ်တာကိုရုပ်ထဲမှာဖြစ်တာကြလူတွေကကြောက်တယ်လေ HIV positive ဆိုကြောက်နေပြီနော် C ပိုး B ပိုး A ပိုး hepatitis C positive ဆိုကြောက်တယ်တန်တရားကပါလာတဲ့လောဘဒေါသ positive တွေကြဘာမှမကြောက်တကယ်ကြောက်စရာကောင်းတာသူတို့မှကြောက်စရာကောင်းတာအဲ့ဒါ positive ဖြစ်နေတာအဲ့ဒါတွေကို negative ဖြစ်အောင်မဖြစ်တောင်မှ non activate ဖြစ်အောင်လုပ်ထားလို့နော် activated ဖြစ်အောင်မလုပ်နဲ့နှိမ်ထားရမယ်ဘာနဲ့နှိမ်မလဲသီလနဲ့နှိမ်မယ်ဒါနနဲ့နှိမ်မယ်သီလနဲ့နှိမ်မယ်ဘာဝနာနဲ့နှိမ်ရအဲ့ဒီလုပ်ကိုလှုပ်ထားလို့ရှင်သူက activate မဖြစ်နိုင်တော့ positive မပြောက်တော့ negative ကတော့ဘယ်ကြောင့်အဖြစ်တုံဆိုယန္နာဖြစ်မှာ negative ဖြစ်မှာယန္နာဖြစ်မှာယန္နာဖြစ်ဖို့ကြတော့အရင်နည်းတွေအများကြီးပေးရလိမ့်ပေးရမယ်ဆိုတာစွန့်လွတ်မှုတွေအလုံးစွန့်လွတ်ပြီးတော့နိဗ္ဗာန်တစ်ခုတည်းဥတည်ပြီးတော့ကျင့်မှဒီဘဝဒါတောင်မှရမယ်လို့အာမခံတာမဟုတ်ဘူးရတာမရတာကိုယ်တောင်းမဟုတ်ဘူးနီးသွားတယ်ပေါ့နောက်ဘဝကျကိုရဖို့ရှိတယ်ပေါ့ဒီဘဝမရမြတ်စွာဘုရားဟောထားတာရှိတယ်ဒီတရားကိုကြိုးကြိုးစားစားအားထုတ်လို့ရှိရင်တဲ့အခုလောလောဆယ်မရသေးဘူးဆိုတောင်သေကနေကြတော့လူတွေကနောက်ဆုံး last chance ပါသက်စွန်ကြိုးပမ်းတတ်တယ်သေမှာပဲလေမထူးဘူးဆိုတဲ့အချိန်မှာအစွမ်းကုန်ကြိုးစားတတ်တယ်အဲ့ဒီ last chance မှာယဟနာဖြစ်နိုင်တယ်လို့ဒီလိုဟောတာအဲ့ဒါမဖြစ်လို့လွဲသွားလဲကိစ္စမရှိဘူးညပြေရောက်သွားမယ်ညပြေရောက်သွားရင်တရားနာရတာနဲ့ဟိုမှာဖះပွင့်သွားတာမကြသေးဘူးဖះသရင်ပြောကြတော့မှရှိအောင်မယ်လူပြေမှာသာကြားနေတာအဲ့တော့ကြားနေတော့ကိုကြတော့တရားနာလဲရတာနဲ့လူပြေတော့ငါကျင့်လာတဲ့တရားတွေပဲဆိုချက်ချင်းသဘောပေါက်ပြီးတော့ယဟနာဖြစ်နိုင်တယ်တဲ့အကယ်၍ပါရမီကနုကိုနေသေးတယ်မလုံလောက်သေးဘူးဆိုကိစ္စမရှိဘူးထားလိုက်တန်တရားတွေလဲတဲ့အခါမှာတဲ့သူကပိစိကဗုဒ္ဓဖြစ်နိုင်သေးတယ်ဒီလိုဆိုတာပဲเนาะပါရမီပြည့်ပြီးတော့ပေါ့လေပိစိကဗုဒ္ဓဖြစ်နိုင်တယ်သို့မဟုတ်လို့ရှိရင်ဖျားပွင့်တာနဲ့ကြုံတဲ့အခါမှာသူကကုသကောင်းမှုတွေရပြီးတော့တမက်တဖို့ရသွားနိုင်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့လှုပ်တာဟာကိုယ်တောင်ပဲဖြစ်တာကကိုယ်တောင်မဟုတ်ဘူးလှုပ်နေခြင်းသည်သာလဲကိုယ်အလုပ်ဖြစ်လာခြင်းသည်သူ့အလုံးလို့ခွဲခြားထားပြီးတော့ကိုလှုပ်နေရမယ့်အလုပ်ကိုကိုလှုပ်မယ်ကိုလှုပ်နေရမယ့်အလုပ်ကအခြေခံစပြီးတော့ဘာတော့နှုတ်မကြိုးစိနဲ့မကောင်းတဲ့ဇေယိုက်ဆိုးတွေမပါလာစိနဲ့စိတ်ထဲမှာမရှိအောင်ရှင်းထုတ်နှုတ်ထဲမှာမပါအောင်ရှင်းထုတ်ကိုယ်ထဲမှာမပါတာရှင်းထုတ်နော်အဲ့ဒီလိုရှင်းထုတ်တာတွေလှုပ်ထားမှတန်ရှင်းပြီးတော့ကြည်လင်တာဖြစ်မယ်တဲ့ကဲဒါနကောင်းမှုအခုလိုလှုပ်တယ်လို့ဆိုတာကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဆိုတဲ့အညစ်အကြေးတစ်ခုကိုရှင်းထုတ်တဲ့သဘောပဲဒါအမှားအပြည့်ကြည့်မယ်ဆိုရင်ဒါနကောင်းမှုလို့ဒီလိုပြောကြတာပေါ့စုပေါင်းသို့တော့တွေ့တာမှုကိုဖယ်ရှားပြစ်တဲ့သဘောပဲအဲ့ဒီမှာစိတ်သဘောထားလေးကတွေ့တာမှုကိုဖယ်ရှားရမယ့်အစားတွေ့တာမှုတစ်ခုထပ်တိုးလာတတ်တယ်ဆိုတာကိုသတိထားအောင်ဒါနကောင်းမှုလုပ်တဲ့အခါမှာဒါတွေ့တာမှုကိုဖယ်ရှားတာဖြစ်အောင်မဖယ်ရှားဘဲနဲ့တို့ဒီဘဝကို
နော်ညောင်စေလေးလောက်လှူပြီးနောက်မွားကြညောင်မင်းကြီးလောက်ခံစားရမှာဆိုတဲ့အတွေးနဲ့တော့မလှူနဲ့အဲ့လိုလှူလို့ရှိရင်ဒီတစ်ခုကိုလွတ်ပြီးနောက်တစ်ခုအတွက်တွေ့တာမှုတဏှာကရှင်းမထုတ်ဘဲနဲ့သူကထပ်ပိုးလာတဲ့သဘောဖြစ်သွားဒါနဆိုတာတကယ်ကတော့အာလောဘပဲနော်ပစ္စည်းပေါ်မှာတွေ့တာမှုကိုထောင်မြင်ရာစွန့်ဆိုတာမလုပ်နဲ့ပေါ့သဘောကတော့အတွေးထဲမှာမထားနဲ့ပေါ့လှုပ်တင်လို့လှုပ်တယ်လို့ပဲထားဒါနကောင်းမှုကုသိုလ်ဆိုတာလှုပ်ကိုလှုပ်ရမယ်လှုပ်ရမယ်ဖះဆာတော်သူတော်ကောင်းတွေကျင့်သွားတဲ့ဟာဖြစ်တယ်လှုပ်ရမယ်ဒီတစ်ခုနောက်တစ်ခုကအေးတို့ကစီးပွားရှာတယ်ဖះတရားတော်တွေကိုကြက်မှတ်နေကြတဲ့တန်ဃာတွေစီးပွားမရှာကြဘူးတို့အနေနဲ့တာဝန်ဝတ္တရားအရလှုပ်ကိုလှုပ်သို့မဟုတ်မြတ်စွာဘုရားဟောတဲ့တရားတွေဒီလိုတန်ဃာတွေကိုလှူဒန်းထောက်ပံ့ပေးမှသာသနာဆိုတာတည်တတ်နိုင်တယ်သာသနာတည်မှမြတ်စွာဘုရားရဲ့အဆုံးအမတွေကြားရမယ်နားရမယ်ဒီအခွင့်အရေးတွေတို့ရဲ့သားစဉ်မြေးဆက်ဘယ်သူမှမပြောက်ပြက်အောင်တို့ပြည်တို့ရွာတို့သာသနာမှာတို့လုံးတဲ့နယ်ဆိုပြီးတော့လုံးတဲ့ဟာမျိုးနောက်တနည်းကမြတ်စွာဘုရားသာသနာအရှိတီးပါစေရှိတီမှလူတွေရဲ့အဆုံးအမဘုရားအဆုံးအမရပြီးတော့လိမ္မာယဉ်ကျေးကြမှာဖြစ်တယ်စိတ်နှလုံးတွေနူးညံ့ညံ့မှာဖြစ်တယ်လို့ဆိုရက်ချီးမြှောက်လို့တဲ့စိတ်ဓာတ်ကလေးနဲ့လူဖို့လိုတယ်ဒီနာနာအကျိုးကိုနောင်ဘဝငါခံစားမယ်ဆိုတာဆိုရင်တော့ give and take ဖြစ်သွားဟောတဏှာကိုတစ်ဖက်ကစွန့်ပြီးတစ်ဖက်ကယူတာဖြစ်တယ်နော်အဲ့ဒါကိုဘာခေါ်တော့အပေးအယူလို့ခေါ်တယ်နော်အပေးသက်မဟုတ်ဘူးအယူနဲ့လာတာအယူနဲ့တွက်ဖက်လာ give and take ပေါ့အပေးအယူလုပ်တယ်ဆိုရယ်ကတည်းကမင်္ဂလာဈေးထဲမှာနေတိုင်းအပေးအယူလုပ်တာလေဒီကကုန်ပစ္စည်းပေးလိုက်ဟိုကပတ်စံယူလိုက်တစ်ဖက်ကပတ်စံကိုယူလိုက်တစ်ဖက်ကကုန်ပစ္စည်းပေးလိုက်ဟောပေးယူဆိုတာအယောင်းဝယ်ပဲလေပေးတယ်ယူတယ်အယောင်းဝယ်လုပ်တာမျိုးဖြစ်သွားပြန်အဲ့ဒါလိုမဖြစ်အောင်မွန်မြတ်တဲ့ဒါနမျိုးလုပ်နိုင်အောင်ကြိုးစားအထောက်ကြဖို့လိုအပ်တယ်ပေါ့အရေးကြီးဆုံးကစိတ်နေသဘောထားအမတန်မှအရေးကြီးတယ်လို့တို့ပြောတယ်တို့လုံးတဲ့အလုပ်လုပ်ရပြီကဲကောင်းပြီဒီဒါနလုပ်ပြီးတဲ့အခါမှာဒါနဟာတို့လုံးတဲ့လို့လုပ်တာဒါနရဲ့အကျိုးတရားကိုကြည့်လိုက်မယ်ဆိုရင်ဘဝတန်တရားမှာလူဖြစ်ရင်လည်းအစဉ်တစ်ပြေကြည့်လေဒါနရှိသူနဲ့မရှိသူကဘယ်ဘဝရောက်ရောက်ကွာသွားတယ်နောက်ဆုံးမှပြောရမယ်ဆိုခွေးဖြစ်သွားတယ်ဒါနရှိတဲ့ခွေးကဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေးကြတော့တထေးအိမ်မှာကားတွေပါစီးလို့ကောင်းတာတွေစားလို့ကြက်ဥတွေတို့အသားတွေတို့အဲ့လိုစားတယ်ဒါနမရှိတဲ့ခွေးကြတော့ဟိုအမိုက်ပုံးတွေကနှိုက်ဒီထဲကနှိုက်ဒီထဲမှာခဲနဲ့အထုခံရတော့ရေနွေးဘူးနဲ့အလောင်းခံရတော့ရှိဘူးလားရှိတယ်ကွဲပြားခြားနားပုံလေးကိုပြောပြတယ်ဒါသတိထားရမှာလေကိုယ်မျက်စိအောင်မှာတွေ့နေတာဒီမတူဘူးဆိုတာအဲ့တော့ဒီကြားထဲမှာသွားကြည့်ပြီးတော့ဒါနကလှုပ်တဲ့သလားမလှုပ်တဲ့သလားကိုယ့်အကိုဆုံးဖြတ်ဖို့ရှိပါလားဘဒ္ဒောဒသတိစ္ဆာဖြစ်သွားတော့ဒါနရှိတဲ့အကောင်ကဟာချမ်းချမ်းသာသာနေရတယ်ဒါနမရှိရင်စင်စင်ရနေရကဲလူတွေလည်းကြည်အောင်မင်္ဂလာဈေးမှာအထုပ်ထမ်းရတဲ့လူတွေရှိတယ်ဆိုင်ပိုင်ရှင်ရှိတယ်ဟုတ်လားရှိတယ်ဘေးကနေလိုက်ကောက်နေတဲ့လူတွေလည်းရှိတာအဲ့ဒါဘာလို့ကွဲနာဒီလိုကွဲတာတော့ဘယ်သူမပြုမိမိမှုပဲဟောကိုယ်တိုင်ကဒါနကောင်းမှုနေပါလာတဲ့အချိန်ကြတော့လူဘဝရောက်လာပြီပဲလို့တယောက်နဲ့တယောက်မတူတာဖြစ်လာတယ်ဆိုတာအဲ့ဒါဟာဒါကိုဒီအဖြေလေးတွေကိုထုတ်ကြည့်ဒါနဆိုတာလှုပ်တင်တာလားမလှုပ်တင်ဘူးလားတော့ကြတော့ဒါနတန်တရားရှိတယ်ဒါနလှုပ်เสียမလို့ဘူးလို့ခေါ်တာနဲ့သွားတိုးနေလို့ရှင်ပတ်စံကောင်မှလည်းငကောကြောက်ကြောက်နေဆိုမလှုပ်ဖဲနေရင်အဲ့ဒါနောက်ဘဝကြပို့ဆုံးနော်အတွေ့လွဲသွားတတ်တယ်ဖရာအလောင်းကြီးပါရမီဖြည့်တာကြည့်လေသူမိတာဘဝကစပြီးတော့ဒါနကစလိုက်တာသူမိတာဘဝမှာအကြီးကျယ်လှူတာပဲလေနောက်ဆုံးမှာပါရမီပြည့်လို့နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ဆိုတဲ့ဝိတ္တန္တရာမှာလဲတိုင်းပြည်ကနှင်ထုတ်ခံရသည့်ထိအောင်သူလှူတာပဲသားလှူတယ်သမီးလှူတယ်နှယားလှူဇနီးလှူတယ်ဟောလှူတာမှအကုန်လှူတာနောက်ဆုံးသူ့ပဲလှူဖို့ကြံတော့တာနော်အဲ့ဒါလောက်ထိအောင်ဒါနကောင်းမှုလုပ်သွားတာဆိုတာဒါတွေကိုတတိထားပြီးတော့ဒါနဆိုတာမလိုဘူး
ဝိပဿနာတန်တဲ့လူကဝိပဿနာပဲလုပ်ဒါနလုပ်เสียမလို့ဘူးလို့များပြောမယ်ဆိုလို့ရှိရင်နားမယောင်နေနဲ့ပေါ့သူ့အပိုင်းနဲ့သူပဲနော်သူ့အပိုင်းနဲ့သူဒါနဆိုတာပတ်စံချမ်းသာမှလုပ်လို့ရတယ်လို့လည်းမတွက်လေနဲ့ကိုစားနေတဲ့ထဲကလှူတာလဲဒါနပဲနော်တလုံးတဆုပ်ဒီနေ့ကိုထမင်းတလုံးလျှော့စားလို့ပိန်တဲ့လူမရှိပါဘူးဝိတ်တောင်ချနေရသေးချုံဝိတ်တောင်ချနေဝိတ်ချတဲ့ထဲကလည်းလှူလို့ရတာအဲ့တော့ဒါနကောင်းမှုဆိုတာလောက်တိုင်ရင်ဖြစ်ပါတယ်မြတ်စွာဘုရားဘယ်လောက်ထအောင်ဟောထားတော့ဆိုကိုယ့်ရဲ့စားကျွင်းစားကြံအိုးခွက်လေးပါလေးဆေးတာကြောတာကစပြီးတွန်တဲ့အခါမှာတဲ့တိရစ္ဆာန်လေးတွေစားကြပါစေလို့အာယုံပြုတ်လိုက်တဲ့အဲ့ဒီဌာနရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ဆိုထားတာပဲဗျာဝိသခွတ္တတုတ်တဲ့အဲ့ဒီတုတ်နော်ဝိသခွတ္တတုတ်အင်္ဂုတ္တရနိကေမှာအဲ့ဒီတုတ်တန်ရှိတယ်မြတ်စွာဘုရားဒါနနဲ့ပတ်သက်အဲ့လောက်ထအောင်ဟောထားတာနော်ဒါနအကျိုးဟာဖြစ်တယ်တဲ့အဲ့တော့ဒါနဖြစ်ဖို့ဆိုတာပစ္စံချမ်းသာဖို့မဟုတ်ဘူးနော်ပစ္စံချမ်းသာမှဒါနလုပ်နိုင်တာမဟုတ်ဘူးအလုံးလုံးနိုင်ကြတယ်ကောင်းပြီဒါနဆိုတာလုံးမအောင်လုပ်ပါလို့နော်ကိုယ်အတိုင်းတာရဒါနဆိုတာလုပ်ရမယ်ကဲအဲ့ဒီဒါနကိုအခြေခံတဲ့သမထဝိပဿနာကြတော့ဘယ်လိုသွားတော့ခုနှစ်စဉ်နှစ်တိုင်းသာသနာကြီးတွေသွားပြီးတန်ဃာတွေကိုလှူတယ်တန်းတယ်စိတ်ထဲအာရုံထဲမှာရလှူတယ်မလှူခင်ကလည်းသွားလှူမယ်ဆိုတော့ဝမ်းသာနေကြလှူနေတဲ့အချိန်မှာလည်းဝမ်းသာလှူပြီးတဲ့နောက်မှာလည်းဝမ်းသာမှု၃ရက်ပြည့်စုံပြီဆိုရင်ဒီနာဒါနဟာအောင်မြင်တဲ့ဒါနလို့ခေါ်တယ်အဲ့ဒီအောင်မြင်တဲ့ဒါနလှူတာတန်းတာတွေကိုစိတ်ထဲအာရုံထဲမှာမှတ်ထားပြီးတော့တနေ့ကိုတစ်ခါပဲဖြစ်စေနှစ်ခါဖြစ်စေအဲ့ရဝင်အဲ့ရဒါလေးမှာတို့ဘယ်တော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဆိုတော့ကိုလုပ်တဲ့ဒါနတွေကိုတနေ့မဟုတ်လဲဟုတ်လားတစ်ခါမဟုတ်လဲအချိန်ချင်းကိုယ်စိတ်ထဲမှာကြည်နူးဆုံးဟာတစ်ခုကိုအာယုံပြုပြီးတော့သရတရားတွေပြန်ပြီးတော့စိတ်ထဲမှာဝမ်းသာအားရဖြစ်သည့်ထိအောင်ဒီအထထဆင်ញင်သုံးတတ်တာကိုစာကာနုတ္တိကမ္မထာလို့ခေါ်တာပဲဒါသမထချင်းစဉ်တစ်ခုဖြစ်လာနော်အဲ့ဒီပေါ်မှာစိတ်ကလေးငြိမ်းလာလို့ရှင်ဒါသမထဖြစ်လာတာအဲ့လိုလေးဒါနကိုအခြေခံတဲ့သမထလို့ခေါ်တယ်ဒါအဲ့ဒါလို့တမာရိရလာပီတိတွေဖြစ်လာသည်ထီအောင်ဆင်ញင်စဉ်းစားအဲ့ဒါကသမထဘာဝနာဝိပဿနာဖြစ်အောင်ကြတော့စဉ်းစားလို့လွယ်တယ်အေးတို့သွားလှူခဲ့တဲ့တို့လှူတဲ့ဆွမ်းမရှိတော့ဘူးခုကျောင်းလှူရင်လည်းကျောင်းလှူတာတဖြည်းဖြည်းပြောင်းလဲသွားပြီအဝတ်သင်္ကန်းလှူရင်လည်းအဝတ်သင်္ကန်းဆိုတာဟုတ်လားတစ်နှစ်ဘိုးယုံလိုက်တယ်ဆိုရင်တစ်နှစ်အတွင်းမှာပဲဟောင်းနှွမ်းပြီးတော့သွားတယ်တစ်ခုစီဒီလိုစဉ်းစားကြည့်ပြီးတော့ဘယ်အရာမှမမြဲဘူးတို့အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့စေတနာတွေလည်းသင်္ခါရသဘောအရပျက်စီးသွားပြီအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့သဘာဝတရားတွေဟာဖြစ်ပြီးရင်ပြတ်သွားတာပဲလို့ဒီလိုအကြမ်းပြင်းဆင်ញင်တာအစတို့လှူတဲ့ဆွမ်းခဲဝဲဘောစဉ်ချိုချင်ရတာဆိုတဲ့သဘာဝတရားတွေဟာဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘာဝတရားတွေဖြစ်သောကြောင့်အနိစ္စမမြဲတဲ့အန္တရာယ်ကြီးကအမြဲတမ်းနှိမ့်ဆက်နေလို့ဒုက္ခနော်ဒုက္ခဆိုတာအရာထဲမှာရောက်မကောင်းလို့ညီးတဲ့ဒုက္ခမဟုတ်ဘူးဒီဟာကနော်မမြဲတဲ့သဘောတရားကြီးကနှိမ့်ဆက်နေလို့ဒုက္ခအဲ့ဒါလို့နှိမ့်ဆက်နေတာကိုဘာမှမတတ်နိုင်လို့အနတ္တလို့ဒီသဘောလေးကိုဆင်ញင်စဉ်းစားခြင်းအပြင်ဒါနကနေဆင့်ပွားပြီးတော့ဝိပဿနာတရားဖြစ်လာဝိပဿနာဖြစ်တရားဖြစ်လာဆင်ញင်တတ်ဖို့ပဲလိုတယ်အဲ့ဒီကနေတစ်ဆင့်အဆင့်မြင့်မြင့်ဆင်ញင်ဘလို့ဆင်ញင်မလို့အေးတို့လှူခဲ့တဲ့တန်းခဲ့တဲ့ဆွမ်းနေဆိုတာရုပ်တရားတွေပဲရုပ်တရားတွေဆိုတာဖြစ်ပြီးပြတ်သွားတာအလှကံပုဂ္ဂိုလ်ယဟန်တန်ဃာတွေကလည်းရုပ်တရားတွေပဲတို့လှူတဲ့ပုဂ္ဂိုလ်တွေကလည်းအလေရုပ်နံတရားတွေပဲအဲပုဂ္ဂိုလ်တွေကလည်းရုပ်နံတရားတွေပဲအဲ့တော့ရုပ်တရားနဲ့နံတရားကလွဲလို့ဘာမှမရှိဘူးအလုံးဟာရုပ်တရားနံတရားဆိုတာဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောတွေပဲဒါနစေရနာဆိုတာလေးကနံတရားလေးပဲဒါလေးကလည်းဖြစ်လာပြီးတဲ့နောက်ပြတ်သွားတာလှူခြင်းဆိုတဲ့အလှကံပုဂ္ဂိုလ်ဆိုတဲ့အာရမဏပစ္စယောအလှဝတ္ထုဆိုတဲ့အာရမဏပစ္စယောအဲ့ဒါကိုအကြောင်းပြုပြီးတော့
သရာတို့စေရနာတို့အာလောဘတို့ဆိုတဲ့ဒီဒါနစေရနာလေးတွေပေါင်းစုပြီးတော့ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့ဒါလေးကအာရမဏပစ္စည်းရဲ့အကျိုးတရားတွေပဲလို့ဟောအကြောင်းနဲ့အကျိုးဆင်ခြင်စဉ်းစားလိုက်ရင်လေဒါလည်းဝိပဿနာလမ်းကြောင်းပေါ်ရောက်လာတာပဲရောက်လာပြီးတဲ့အခါမှာဘယ်အရာမှမမြဲဘူးအလုံးဟာဖြစ်ပြီးတဲ့နောက်ပျောက်သွားတာကြီးပဲလို့ဆင်ခြင်သုံးသပ်နိုင်တယ်နောက်ဆုံးအနိကဆင်ခြင်သုံးသပ်ခြင်းတော့ဒါနကောင်းမှုကိုဆင်ခြင်သုံးသပ်တဲ့အခါပီတိတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ပီတိကိုပဲဆင်ခြင်တာစိတ်ထဲမှာအခုလိုလှိုက်လိုက်နဲ့ဝမ်းသာလာတာဟာပီတိပါလားဒီပီတိတရားဟာဆင်ញင်မှုဆိုတဲ့ဒီအာယုံကိုအကြောင်းပြုပြီးတော့အာယုံနဲ့စိတ်နှစ်ခုပေါင်းစပ်လာလို့ဖြစ်လာတာပါလားလို့အကြောင်းတရားကိုဆင်မမြဲတဲ့သဘောလို့ဆင်ញင်တယ်ဒီမမြဲမှုဟာအမြဲဒုက္ခပေးနေလို့နှောက်ယှက်ပေးနေလို့ဒုက္ခကိုယ်ဘာမှမတတ်နိုင်လို့အနတ္တလို့ဆိုတဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာအဲ့တော့ဒါနကိုအခြေခံပြီးတော့သမထကိုသွားလို့ရတယ်ဝိပဿနာကိုသွားလို့ရတယ်ဝိပဿနာသွားခြင်းအပြင်ဘယ်ထိအောင်ရောက်သွားနိုင်တော့ကိုယ်ပါရမီရှိသည့်အားလျော်စွာဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးနောက်ဆုံးသောတပတ္တိမဲ့သောတပတ္တိဖို့အဲ့ဒီကနေဝိပဿနာတိုးမြင့်တဲ့အခါသဂရဂါမိသဂရဂါမိဖို့ဝိပဿနာကိုအဆင့်မြင့်ရင်အနာဂါမိမဲ့အနာဂါမိဖို့နောက်ဆုံးအမြင့်ဆုံးဝိပဿနာကျင့်နိုင်ပြီဆိုရင်ရတ္တမဲ့ရတ္တဖို့လို့ဆိုတဲ့ဝိပဿနာအစဉ်စဉ်မဲ့အစဉ်စဉ်နဲ့တိုးမြင့်ပြီးတော့သွားရင်နောက်ဆုံးနိဗ္ဗာန်ဆိုတာကိုအပြည့်အဝရောက်ရှိခံစားကြရမှာဖြစ်တယ်ဒါနအခြေခံယနိဗ္ဗာန်ဘုရားဘာသာဝင်တို့ပြုလုပ်လှူဒန်းတဲ့ဒါနကောင်းမှုကျင့်သုံးဆောက်တည်တဲ့သီလကောင်းမှုပွားများအထောက်တဲ့သမထဘာဝနာကောင်းမှုဒီကောင်းမှုအစုစုဟာနိဗ္ဗာန်ကိုဥတည်တာပဲဖြစ်သောကြောင့်နိဗ္ဗာန်ရဲ့အခြေခံဖြစ်တယ်လို့ပဲဆိုရမှာဖြစ်တယ်အရေးကြီးဆုံးကရှိရချက်နဲ့ဥတည်ချက်ဟာအရေးကြီးဆုံးပဲဘယ်ကုသိုလ်ပဲလုံးဥတည်ချက်ဟာရှိရချက်ဟာအရေးကြီးဆုံးဖြစ်တာတရားဓမ္မအထုတ်ထားသည်ပင်မိမိတို့ရဲ့ရည်မှန်းချက်ကိုဖော်ပြပြီးတော့မှသာလျှင်တရားအထုတ်ကြဒါကြောင့်မို့တရားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းသို့မဟုတ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဟာဣမာယပฏิပတ်တိယသရမရဏမှာပရိမုတ်စိတ်တာမိဆိုတဲ့စကားဟာရှင်းမှန်းချက်ကိုဖော်ပြတဲ့စကားဒီလုပ်တဲ့ကုသိုလ်ကောင်းမှုဟာအိုခြင်းနာခြင်းမှလွတ်မြောက်ဖို့အတွက်ဖြစ်ပါစေလို့ဆိုတာရှင်းမှန်းချက်ဥတည်ချက်ကိုဖော်ပြတာဖြစ်အဲ့ဒီဥတည်ချက်ရှင်းမှန်းချက်ဟာလှုပ်ဆောင်ချက်အတွက်အရေးပါဆုံးအချက်ပဲဖြစ်တယ်ပေါ့ဥတည်ချက်မရှိဘဲနဲ့ခရီးသွားတာတို့ရှင်းမှန်းချက်မရှိဘဲနဲ့အလုံးလုံးတာတို့ဆိုတာတွေဟာထိုအလုပ်ရဲ့အကျိုးကိုရနိုင်တော်လည်းပဲဥတည်ချက်မရှိသည့်အတွက်ကြောင့်သေချာရေရတဲ့အကျိုးမျိုးမဖြစ်ပေါ်စေနိုင်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသင်္ခါရုပ္ပပတ္တိသုတ်တံမှာဟောထားတဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတဲ့ကောင်းမြတ်တဲ့အရည်ချင်း၅မျိုးရှိရမယ်ဆိုတာရဲ့အဲ့ဒီအရည်ချင်း၅မျိုးအကြောင်းဟောတဲ့ထဲမှာသင်္ခါရုပ္ပပတ္တိသုတ်ကိုဖွင့်ဆိုတဲ့အထက်ကရာဆရာကြီးကဒီအချက်၅ချက်မရှိဘဲနဲ့ဆုတောင်းရင်လည်းမပြည့်စုံဘူးတဲ့ဒီအချက်၅ချက်ရှိရတဲ့နဲ့ဆုမတောင်းဘူးဆိုလို့ရှိရင်လည်းဥတည်ချက်မရှိသည့်အတွက်ကြောင့်ကိုလိုအပ်တဲ့အကျိုးရမှာမဟုတ်ဘူးလို့ဒီဥတည်ချက်မရှိသည့်အတွက်ကြောင့်ဂတိဟာမမြဲဘူးလို့ဒီလိုဆိုဂတိမမြဲဘူးဆိုတာဥတည်ချက်မရှိတာမရှိသည့်အတွက်ကြောင့်ကုသိုလ်ကံဆိုတာကတော့ကောင်းကျိုးပေးမှသိကြတယ်ကောင်းကျိုးပေးမှသိကြတော့လဲဘယ်ပုံပဲနည်းကောင်းကျိုးပေးတယ်ဆိုတာကိုတော့သိချာရည်ရခြင်းမရှိဘူးပေါ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တိုင်းတတ္တာရှိရမယ်သီလရှိရမယ်သုဒ္ဓဆိုတဲ့အကြအမြင်ရှိရမယ်
စာကားဆိုတဲ့ဆုံးလွတ်မှုရှိရမယ်ပညာဆိုတဲ့အသိပညာရှိရမယ်လို့ဒီအချက်ငါဆုတောင်းတဲ့မိမိတို့ရဲ့တောင်းဆိုမှုကိုပြည့်ဝစေတတ်တဲ့အကြောင်းတရား၅မျိုးဖြစ်သင်္ခါရုပ္ပတ္တိသုတ်တံမှာဒီလိုဟောထားတာရှိတော့ဒါနကောင်းမှုလုပ်တာပဲဖြစ်ဖြစ်သီလဆောက်တည်တာပဲဖြစ်ဖြစ်သမထကျင့်စဉ်တစ်ခုကိုကျင့်တာပဲဖြစ်ဖြစ်နိဗ္ဗာန်ကိုဥတည်လုပ်သမျှဟာနိဗ္ဗာန်ကိုအကျိုးပြုတာပဲလို့ဒီလိုပြောရမှာအဲ့တော့ဒါနနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောလို့မရဘူးဝေသောအကြောင်းဤသောအကြောင်းဆိုတာရှိတယ်သီလနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောလို့မရဘူးသမထကျင့်စဉ်နဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောလို့မရဘူးပြောနိုင်တာကတော့ဥတည်ချက်ဟာအဓိကကြတယ်ပေါ့ကိုလုပ်တဲ့ဒါနကောင်းမှုကနိဗ္ဗာန်ကိုဥတည်တာလားဒါနလုပ်တိုင်းဟာနိဗ္ဗာန်ကိုဥတည်ချက်မရှိဘူးဆိုရင်နိဗ္ဗာန်မရောက်နိုင်တာသိချတယ်နိဗ္ဗာန်ကိုဥတည်တယ်ဆိုရင်တော့နိဗ္ဗာန်ရောက်ဖို့သိချတယ်သီလဆောက်တည်လို့ရှိရင်လည်းနိဗ္ဗာန်ကိုဥတည်ထားတယ်ဆိုရင်ဒီသီလဟာနိဗ္ဗာန်တိုင်အကျိုးပြုသွားအကျိုးပြုတယ်ဆိုတာဘယ်ပုံကိုအကျိုးပြုတယ်ဒါနသီလသမထဆိုတဲ့ကျင့်စဉ်တွေကနိဗ္ဗာန်ရောက်အောင်ဘယ်ပုံပို့တာတုံးလို့မေးလို့ရှိရင်ကောင်းမြတ်တဲ့အခြေခံတွေကိုဖန်တီးပေးတာပေါ့ဆိုပါစို့လူတွေဟာကုသိုလ်ကောင်းမှုအတိတ်ဘဝတုန်းကလုပ်ခဲ့ကြတယ်ဒါနလှူခဲ့တယ်သီလဆောက်တည်ခဲ့တယ်ဒါနလှူခဲ့သည့်အတွက်ကြောင့်လူဘဝရောက်ပြီးတော့စာဝတ်နေပြည့်စုံတဲ့အခြေအနေကောင်းတစ်ခုကိုဒါနကုသိုလ်ကဖန်တီးပေးတယ်သီလလုပ်ခဲ့သည့်အတွက်ကြောင့်ရုပ်ရှင်အင်္ဂါပြည့်ပြည့်ဝဝနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တူဖြစ်သီလကုသိုလ်ကဖြစ်ပေါ်စေတယ်ကျမ်းမာတဲ့ပုဂ္ဂိုလ်ဖြစ်ပေါ်စေတယ်အဲ့တော့ဒါနသီလကဒီလိုအခြေခံကောင်းလေးတွေကိုဖန်တီးပေးလိုက်တဲ့အခါမှာလက်ရှိဘဝမှာသူတော်ကောင်းကိုပေါင်းသိခြင်းသူတော်ကောင်းတရားကိုကြားနာခြင်းနဲ့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ခြင်းဆိုတဲ့အခြေအနေကောင်းတွေထပ်ပိုးပေးလိုက်ဒါနကိုအကြောင်းပြုရလာတဲ့ဘဝသီလကိုအကြောင်းပြုရလာတဲ့ဘဝအဲ့ဒီလိုအခြေအနေကောင်းတွေထပ်ပိုးလိုက်လို့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်ပြီဆိုလို့ရှိရင်နိဗ္ဗာန်ရောက်သွားတာပဲပေါ့နော်အဲ့တော့ဒါနနဲ့သီလဒါနနဲ့နိဗ္ဗာန်မရောက်ဘူးဆိုတာဟာတိုက်ရိုက်ဒါနကောင်းမှုကနိဗ္ဗာန်ကိုဥတည်ထားတယ်ဆိုရင်နိဗ္ဗာန်ရောက်ဖို့အတွက်အခြေအနေကောင်းတွေကိုဒါနကဖန်တီးပေးလိမ့်မယ်သီလကလည်းပဲနိဗ္ဗာန်ကိုဥတည်ပြီးတော့ကျင့်သုံးမယ်ဆိုရင်ထိုသီလကအခြေအနေကောင်းတွေကိုဖန်တီးပေးတယ်အကယ်၍လူချမ်းသာနတ်ချမ်းသာခံစားဖို့လောက်ရည်မှန်းချက်နဲ့လုပ်ရင်တော့လူချမ်းသာနတ်ချမ်းသာကိုကျော်လွှားနိုင်တဲ့တတ္တိကိုကိုယ်မှရမှာမဟုတ်ဘူးဒါနစွမ်းရည်တဲ့မဲ့လူချမ်းသာကိုကျော်လွှားနိုင်တဲ့စွမ်းရည်တတ္တိမရလာနိုင်ဘူးလူချမ်းသာကိုရည်မှန်းနတ်ချမ်းသာကိုရည်မှန်းပြီးစောင့်တည်တဲ့သီလဆိုလို့ရှိရင်အဲ့ဒီသီလကနိဗ္ဗာန်ထီအောင်ဆွမ်းဆောင်ပေးနိုင်တဲ့စွမ်းရည်တတ္တိတွေရှိမှာမဟုတ်ဘူးလူချမ်းသာနတ်ချမ်းသာဆိုတဲ့အထဲမှာပဲတဝဲလဲလဲနဲ့ကာမဂုဏ်အာယုန်တွေထဲမှာပဲညှို့ညွတ်သွားမှာဖြစ်တယ်အဲ့ဒါလို့ကွဲကွဲပြားပြားသိထားလို့ရှိရင်ကုသိုလ်ဆိုဒီမှာဘယ်ကုသိုလ်ပဲဖြစ်ဖြစ်မှန်ကန်တဲ့နိလန်းနဲ့မှန်ကန်တဲ့ရွယ်ချက်နဲ့မှန်ကန်တဲ့ဥတည်ချက်နဲ့လုပ်ဖို့လိုအပ်တယ်အ ਨੇ ဆုံးမှဆွမ်းလေးတစ်စုံလောင်းတဲ့ကုသိုလ်ဒီပင်လင်ဖြစ်စေနိဗ္ဗာန်ကိုဥတည်တဲ့ကုသိုလ်ဟာကိလေသာတွေကိုဖောက်ခွဲပြီးတော့ရတ္တဘရတ္တဖို့ဆိုတဲ့မြင့်မြတ်တဲ့မက်ဖို့နိဗ္ဗာန်ထီအောင်ရောက်ရှိစေနိုင်တယ်ကြီးကြီးမားမားဒါနမျိုးကိုမပြောနဲ့အသေးအဖွဲဒါနလေးကဒီပင်နဲ့ပေးနိုင်တယ်လို့ဆိုအဲ့ဒီနေရာမှာဝိဝတ္တကုသိုလ်နဲ့အဝိဝတ္တကုသိုလ်လို့ဒီလိုဝတ္တကုသိုလ်နဲ့ဝတ္တနေတိတနဲ့ဝိဝတ္တနေတိတဆိုပြီးတော့ခွဲခြားပြဆိုထားတာရှိတယ်ပေါ့နော်အဲ့တော့ဝတ္တနေတိတဆိုတာဝဆင်းရဲတဲ့ကိုယ်မျှော်မှန်းပြီးတော့လှုပ်တာဝိဝတ္တနေတိတဆိုတာနိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့လှုပ်တာနိဗ္ဗာန်ကိုမျှော်မှန်းပြီးလုပ်တဲ့ဒါနမှန်တရားနိဗ္ဗာန်တိုင်အကျိုးပေးသီလလည်းပဲနိဗ္ဗာန်တိုင်အကျိုးပေးသမထကျင့်စဉ်တစ်ခုကလည်းနိဗ္ဗာန်တိုင်အကျိုးပေးတယ်လို့ဒီလိုမှန်မှန်ကန်ကန်မှတ်သားပြီးတော့ကိုယ့်ရဲ့ဥတည်ချက်ကပဲအဆုံးဖြတ်ပေးသွားတယ်ဒ
ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ကောင်းပြီဒီနေ့ဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒန်းတယ်ဒါနကောင်းမှုထဲမှာအလွန်ကြီးမားတဲ့ဒါနကောင်းမှုလို့ခေါ်ရမြတ်စွာဘုရားသခင်ကိုရောမြတ်ကစွမ်းသင်္ကန်းကျောင်းဆေးဆိုတဲ့ပစ္စည်းလေးပါအလှူပစ္စည်းလေးပါအလှူထဲမှာအစာအုပ်လို့ဆိုတဲ့ဒီကျောင်းအလှူဟာအကောင်းဆုံးဖြစ်တယ်လို့ထိုအကောင်းဆုံးထဲမှာတန်ခါကိုလှူရင်ပို့ပြီးတော့ကောင်းတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကျောင်းအနုမောဒနာဟောတိုင်းဝိဟာရဒါနံတန်ခတ္တအခံဗုဒ္ဓေနဝဏိတံလို့ဒီစကားကိုထည့်ပြီးတော့ဘုရားဆူဆူကအမြတ်တန်ခါကိုရည်စူးပြီးတော့လှူတဲ့အစာအုပ်လှူဟာအမြတ်ဆုံးဒါနကောင်းမှုဖြစ်တယ်လို့ဆိုတာကိုရှင်းရှင်းလင်းလင်းဟောကြားထားခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ဒါနကောင်းမှုအလှူတွေထဲမှာအခုလိုအစာအုပ်ကြီးဗိမာန်တော်ကြီးကိုတိဆောက်ပြီးတော့လှူရတဲ့အလှူဟာအလွန်မြင့်မြတ်တဲ့အလွန်ကြီးမားတဲ့အလှူကြီးလို့ဒီလိုပြောရမှာဘာတဲ့ကြီးမားတာတော့ဆိုဆွမ်းလှူတာတဲ့လည်းကြီးမားတယ်သင်္ကန်းလှူတာတဲ့လည်းကြီးမားတယ်ဆေးပစ္စည်းလှူတာတဲ့လည်းကြီးမားတယ်တခြားအရာတွေလှူတာတဲ့လည်းကြီးမားတယ်လို့ဒီလိုပြောရမှာဒါကြောင့်မို့သံယုတ်ပါဠိတော်တဲ့ကြတော့သောစတပ္ပတရောဟောတိယောဒရာတိဥပတ္တယအဆောက်အဦလူတဲ့ပုဂ္ဂိုလ်ဟာအားလုံးကိုလှူရရောက်တယ်အားလုံးကိုလှူရရောက်တယ်လို့ဆိုတဲ့စကားကတော့ဒီထဲမှာဆွမ်းအလှူဆိုတာလည်းပါသွားတယ်နော်အနာတော်ပလာတော်ဝဋ္ဌတော်ဝဏတော်သင်္ကန်းအလှူဆိုတာလည်းဒီထဲမှာအကျုံးဝင်သွားတယ်လို့ကျောင်းလှူလိုက်တာဟာခွန်အားလှူတာလည်းပါတယ်အစင်းလှူတာလည်းပါတယ်ချမ်းသာလှူတာလည်းပါတယ်မျက်စိအမြင်လှူတာလည်းပါတယ်အဲ့ဒီအလှအားလုံးကိုခြုံငုံထားတဲ့အလှတစ်ခုဖြစ်မြတ်စွာဘုရားကဒီလိုချီးမွမ်းပြီးတော့ဟောကြားတာဖြစ်တယ်ဝေလာမသုတ်တန်ကြတော့ကုသိုလ်ကောင်းမှုတွေကိုအစဉ်စဉ်ဟောကြားဆုံးမတဲ့အခါမှာအလှဒါနအားလုံးထဲမှာသတ္တုဒ္ဓိတသံဃာလို့ဆိုတဲ့အရာလေးမျက်နှာလွတ်လွတ်လပ်လပ်သွားလာပြီးတော့သာသနာတာဝန်ထမ်းဆောင်နေကြတဲ့ယဟန်တန်ဃာတွေဘယ်ယဟန်တန်ဃာပဲဖြစ်ဖြစ်မြတ်စွာဘုရားရဲ့တပည့်တာဝကယဟန်တန်ဃာတွေကိုရည်စူးပြီးတော့အဆောင်ဦးတစ်ခုကိုလှူလိုက်တဲ့အလှဟာကျန်တဲ့အလှတွေတဲ့ပို့ပြီးတော့မွန်မြတ်တယ်ဒီလိုဆိုတာပို့ပြီးတော့အကျိုးကြီးတယ်လို့ဒီလိုဟောထားအဲ့တော့ဒါနကောင်းမှုထဲမှာဆိုလို့ရှိရင်အခုလိုအဆောင်ဦးလှူတဲ့အလှဟာအလွန်ကြီးမားတဲ့အကောင်းဆုံးသောအလှတစ်ခုဖြစ်မြတ်စွာဘုရားကထုတ်ဖော်ဟောကြားခြင်းဖြစ်တယ်ပေါ့အဲ့တော့အကောင်းဆုံးအလှဆိုတဲ့နေရာမှာအကောင်းဆုံးဖြစ်တဲ့ဆန္ဒအကောင်းဆုံးဝီရိယအကောင်းဆုံးစိတ်ဓာတ်အကောင်းဆုံးသောအသိဉာဏ်တို့နဲ့လုံမှပို့ပြီးတော့အကောင်းဆုံးဖြစ်နိုင်တယ်ပေါ့အလှအနေနဲ့ကတော့ကောင်းတယ်မှန်တယ်ကျောင်းလှူတာကောင်းတယ်သို့တော့လှူဒန်းတဲ့အခါမှာဘာအရေးကြီးတုံးဆိုတာကိုလေသောဏကเจ้าမတွေကတတိချက်ဆရာတခုပေါ့နော်ဆန္ဒမြင့်မြတ်တဲ့ဆန္ဒရှိဖို့လိုတယ်မြင့်မြတ်တဲ့လုံလဝိရိယထက်သန်တဲ့လုံလဝိရိယရှိရမယ်ခိုင်မာတဲ့စိတ်ဓာတ်ရှိရမယ်ဆုရှထက်မြက်တဲ့အသိပညာရှိရမယ်ဆန္ဒဝိရိယဝိမန္တစိတ်ဓာတ်လို့ဆိုတဲ့ဒီတဘာဝစွမ်းအား၄မျိုးမြင့်တင်ထားပြီးတော့လှူတဲ့အလှဟာတာမန်အလှမျိုးတဲ့ပို့ပြီးတော့မြင့်မြတ်လာအဲ့တော့ကျောင်းအလှဆိုတာကငကောကမြင့်မြတ်ပြီးသားကျောင်းအလှမြင့်မြတ်တဲ့အပေါ်မှာမိမိရဲ့တဏ္ဍာမှာဖြစ်တဲ့သန္ဓဝိရိယစိတ်ဓာတ်ဝိမာန်သားတို့ကမြင့်မြတ်လိုက်ပြီဆိုရင်ဟောဒီအမတန်တန်မိုးရှိတဲ့ဗရမ ्या ယရနာကိုရွှေနဲ့ကွတ်တယ်လို့ပေါ့နှစ်ထပ်ကွမ်းမြင့်မြတ်လာတယ်လို့ဒီလိုပြောကိုယ်ကြီးကျောင်းလှူကတော့မြင့်မြတ်တယ်စိတ်ဓာတ်အနေထားဥတီချက်အနေထားတွေကမြင့်မြတ်မှုမရှိဘူးဆိုရင်မြင့်မြတ်တဲ့ကျောင်းအလှူကိုလှုပ်တော်လည်းပဲမြင့်မြတ်တဲ့အကျိုးမျိုးဆိုတာမျိုးအပြည့်ပြည့်ဝရမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတစ်ဖက်ကနှိမ်ချမှုဖြစ်သွားတယ်။
ဒါကြောင့်မို့လို့အလှအနေနဲ့ကမြင့်မြတ်တယ်မြတ်စွာဘုရားချီးမွမ်းတဲ့အလှဖြစ်တယ်ဆိုတာသိကြတယ်ဒါတစ်ခုအဲ့ဒီမြတ်စွာဘုရားချီးမွမ်းတဲ့အလှဒါနကိုလှူတဲ့အခါမှာမိမိကိုယ်တိုင်ကသန္တာဝိရိယစိတ်တဝိမာန်သဆိုတဲ့အဓိပတိတရားတွေဟာတိုးမြင့်ထားပြီးစွမ်းအားပြည့်ပြည့်နဲ့မွန်မြတ်တဲ့သန္တာဓာရီနဲ့လှူရမယ်ဒါဖြင့်မွန်မြတ်တဲ့သန္တာဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုဥတည်ပြီးတော့လှူတာပေါ့နော်နိဗ္ဗာန်ကိုဥတည်ပြီးတော့နိဗ္ဗာန်ကိုမျှော်မှန်းတဲ့သန္တာဟာအမြတ်ဆုံးသန္တာလို့ပြောမှာပဲနိဗ္ဗာန်ကိုရောက်ဖို့ဥတည်ပြီးတော့ကြိုးစားတာဟာမြတ်ဆုံးဝိရိယလို့ပြောရမှာပဲအဲကိုရည်မှန်းထားတဲ့စိတ်ဓာတ်မြတ်ဆုံးစိတ်လို့ပြောရမှာပဲနိဗ္ဗာန်ကိုနိဗ္ဗာန်နေတာလေတကယ်ချမ်းသာထာဝရတန်တိဒုက္ခဖြစ်တယ်လို့သိတဲ့အသိဉာဏ်မှန်ကန်တဲ့ဝိမာန်သားပဲဖြစ်မှာပေါ့အဲဒါကြောင့်မလို့နိဗ္ဗာန်ကိုဥတည်ပြီးတော့သန္တာဝိရိယဝိမာန်သားဆိုတဲ့နိဗ္ဗာန်နဲ့တွဲကပ်ထားတဲ့သန္တာဝိရိယစိတ်ဓာတ်ဝိမာန်သားတို့နဲ့လုပ်မယ်ဆိုရင်ကျောင်းအလှကမြင့်မြတ်တဲ့အပြင်မှာစိတ်ဓာတ်ကမြင့်မြတ်လိုက်သည့်အတွက်ကြောင့်ဒီဌာနအလွန်ကြီးမားပြီးစွမ်းအားမြင့်တဲ့ဌာနမျိုးဖြစ်သွားတယ်ပေါ့ဒါကိုဆိုလိုတာဌာနအခြေခံတဲ့မြတ်နိဗ္ဗာန်ဆိုတာဒီထိအောင်သွားတယ်လို့ဒီလိုပြောတာနော်အဲ့ဒါလိုဖြစ်ဖို့ဆိုတော့အပိုင်းနှစ်ပိုင်းရှိတယ်ကိုလုပ်တဲ့လုပ်ငန်းကမြတ်တယ်ဘာကြောင့်မြတ်လဲမြတ်စွာဘုရားကဒီကျောင်းအလှဟာဝိဟာရဒါနသံဃတဧကံဗုဒ္ဓေနဝဏိတံဆိုတဲ့ဒေသနာရဲ့အရာလေးမျက်နာကိုလွတ်လွတ်လပ်လပ်သွားလာနေကြတဲ့သံဃာတော်တွေကိုလှူတယ်ဆိုတဲ့သရုဒ္ဓိတသံဃာအလှရဲ့ဒီအလှဟာအလှတကာထဲမှာအကောင်းဆုံးလို့မြတ်စွာဘုရားကဟောထားသည့်အတွက်ကြောင့်တို့လုပ်တဲ့အလုပ်ဟာအကောင်းဆုံးတို့လှူတဲ့အလှဒါနဟာအကောင်းဆုံးအလှဆိုတာမြတ်စွာဘုရားကိုယ်တိုင်ထုတ်ဖော်ဟောပြောထားတာဖြစ်သောကြောင့်ဒါအကောင်းဆုံးအလှဆိုတာသိကြပြီအဲ့ဒီအကောင်းဆုံးအလှပေါ်မှာတို့ကဘာလုပ်ရမှာလဲလို့ဆိုတဲ့အခါအကောင်းဆုံးလူကိုလှူနေပြီဆိုတဲ့အခါမှာအကောင်းဆုံးသောသန္တာနော်အကောင်းဆုံးသောဝီရိယအကောင်းဆုံးသောစိတ်ဓာတ်အင်အားအကောင်းဆုံးသောအသိဉာဏ်အင်အားတွေနဲ့လှူရမယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သေချာပေါက်ကိုလှူတဲ့လှူဌာနရဲ့အကျိုးကျေးဇူးဟာအလွန်မြင့်မားတဲ့အကျိုးကျေးဇူးကိုရမှာပဲဘာပဲလုပ်လို့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်မှန်ကန်နေကိုလိုအပ်တယ်ပေါ့ရည်ရွယ်ချက်လည်းမှန်ကန်ရမယ်ထိုရည်ရွယ်ချက်အတိုင်းလှုပ်ဆောင်ချက်လည်းမှန်ကန်ရမယ်မြတ်စွာဘုရားအလောင်းတော်ပါရမီဖြည့်တဲ့အခါမှာကြည့်ပြီမြတ်စွာဘုရားအလောင်းတော်ပါရမီဖြည့်တယ်ဆိုတဲ့အထဲမှာဒါနပါရမီဟာပထမဆုံးပဲပေါ့ဒါနပါရမီဖြည့်တဲ့အခါမှာဘာကိုဥတည်ချက်ထားတယ်ဆိုဣဒံမေဒါနံသမ္မယုတဉာဏတပစ္စယောဟောတုသူရဲ့ဒါနဟာသမ္မယုတဉာဏ်အတွက်ဖြစ်ပါစေလို့ဆိုဥတည်ချက်ကိုအများရန်ထုတ်ဖို့ပြောတယ်အဲ့ဒါဥတည်ချက်လို့ခေါ်တယ်အဲ့ဒီဥတည်ချက်ကိုလူတွေကတော့ဆူတောင်းပေါ့နော်စိတ်ထဲမှာဆူတောင်းတယ်ဥတည်ထားတယ်အဲ့ဒီဥတည်ချက်အရာဒါနကောင်းမှုတွေလုပ်သွားတဲ့မြတ်ဒါနကောင်းမှုတွေဟာတခုတည်းသောဥတည်ချက်ရှိတယ်ဘာလဲသမ္မယုတဉာဏ်တော်ကြီးကိုဥတည်ထားဒါကြောင့်မို့လို့ဒါနကောင်းမှုတွေအလုံးဟာသမ္မယုတဉာဏ်ရဖို့အတွက်အစွမ်းတတ္တိတွေကိုဖြစ်ပေးနေတယ်လို့ဒီလိုပြောနှစ်ပေါင်းများစွာဘဝပေါင်းများစွာကဘာပေါင်းကြာရှည်စွာဖြည့်လာခဲ့တဲ့ဘုရားလောင်းတော်ရဲ့ဒါနပါရမီဟာဒီသမ္မယုတဉာဏ်တော်ကြီးရဖို့အတွက်ကြီးမားတဲ့အထောက်အကူတွေဖြစ်ပေါ်စေတယ်ဒါနကဖြစ်ပေါ်ဒါကြောင့်မို့လို့ဒါနနဲ့ဆိုပြီးတော့ရှုတ်ချစရာမဟုတ်ဘူးဒါနဆိုတာလုတ်ပုံလုံနည်းကသာအဓိကကြတယ်ပေါ့နော်လုတ်ပုံလုံနည်းကသာအဓိကကြတယ်ရသော်ဘုရားသခင်ကိုရောမြတ်ကလောကလူတွေသုံးဆောင်ခံစားနေရတဲ့စီစဉ်ဥစ္စာတွေဆိုတာတဲ့ဒါနတမ္မုတာနိဘောဂာနိသုံးဆောင်ခံစားနေရတဲ့ဒါနတွေဆိုတာဒီသုံးဆောင်ခံစားနေရတဲ့စီစဉ်ဥစ္စာတွေဆိုတာဒါနတမ္မုတာနိဒါနကုသိုလ်ကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေသာဖြစ်တယ်လို့ဒီလိုဆိုတာတချို့ကတော့တွေးကောင်းတွေးမယ်ဒါနကြောင့်ရတာမဟုတ်ပါဘူးကိုကြိုးစားလို့ရတာပါဒီလိုပြောကိုကြိုးစားလို့ရတာသို့မဟုတ်မိဘကပေးလို့ရတာပါဘ
ဘသူကပေးလို့ရတာပါနဲ့ဒီလိုပြောကောင်းပြောလိုက်မယ်သို့တော့ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကိုမိဘကတောင်မပေးဘူးနော်ဒါနကောင်းမှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကပ်ပြီးတော့လဲလွဲချော်သွားတတ်တယ်ရရမယ့်အမွေတောင်မရပဲဖြစ်တတ်တယ်နိဒါနမရှိရင်ဘလောက်ပဲမိဘချမ်းသာအဲ့ဒီမိဘရဲ့အမွေကိုမခံစားရတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲကြည့်ဒါနရှိမှအမွေဆိုတာခံစားလို့ရတယ်ကိုလုံးလို့ရတာဝိရိယရဲ့အကျိုးကြောင့်ရတာမရှိဘူးမဟုတ်ရှိတယ်သို့တော့ဒါနကုသိုလ်ကြောင့်ရတာတော့မခိုင်မာဘူးမများပြားဘူးလို့ဒီလိုဆိုလို့တယ်ဒါနရှိလာပြီဆိုရင်နည်းနည်းလုပ်များများရဒါနမရှိဘူးဆိုရင်များများလုပ်လဲနည်းနည်းရမှာဝိရိယအကျိုးလေးတော့ရမှာပေါ့ဒီလိုတော့ရှိတော့အဲ့ဒါတကယ်သေးသေးချာချာသာရကထားပြီးတော့မှတ်သားကြည့်เสียဆိုလို့ရှိရင်အလုံးကြောက်ကြတဲ့စတိလတထေဆိုတာရှိတယ်အိမ်ထဲမှာရွှေတောင်ပေါက်တယ်ရွှေတောင်ဆိုဒီမှာရွှေသားတွေအများကြီးပါတဲ့တောင်ပေါ့နော်ခုခေတ်ရွှေတူးတဲ့လူတွေပိုသိနော်အဲ့ဒါလို့ရွှေသားတွေအများကြီးပါတဲ့တောင်ကုန်းဟာသူ့အိမ်ထဲမှာရှိအဲ့ဒီမှာသူ့မှာသား3ယောက်ရှိတယ်စတိလတထေကအရွယ်ကြီးတဲ့အခါကျတော့ပစ္စည်းဥစ္စာတွေစောင့်ပြီးတော့သာသနာပေါင်းဝิญဉ်တဲ့အခါကျတော့သူရဲ့ပစ္စည်းဥစ္စာတွေအမွေဆက်ခံမဲ့သား3ယောက်ခေါ်ပြီးတော့ကဲသားအကြီးဆုံးလက်ထဲကိုစိန်သွားတတ်ထားတဲ့ပေါက်ပြားတက်လက်ပေးပြီးငါသားကဲဟောဒီနာနေပြီးတော့ရွှေတုံးကိုမင်းပေါက်ယူခိုင်းလိုက်တယ်သားအကြီးကပေါက်လိုက်တဲ့အခါကျတော့ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲနော်ပေါက်ပြားဟာမာကြောတဲ့အတန်ကြီးနဲ့ပြန်ကန်ထွက်သွားရွှေတစားမှပါမလားဒါနဲ့သားအလတ်ကိုပေါက်ခိုင်းတဲ့အခါလည်းပဲအဲ့ဒီတိုင်းပဲကြောက်တုံးကြီးကိုပေါက်လိုက်တယ်လို့ပဲရွှေပါမလားအဲ့ဒီကြတော့မှသားငယ်ကိုကဲမင်းပေါက်စမ်းလို့ဆိုတော့သားငယ်ပေါက်တဲ့အခါကျတော့သူ့ရဲ့အကို2ယောက်ပေါက်တုံးကလို့မဟုတ်ဘူးသူ့ကြတော့ရွှွန်တုံးကြီးကိုပေါက်လိုက်ရတယ်လို့နော်ကြောက်တုံးကမမာတော့ပဲနဲ့ရွှေတုံးကြီးကပါလာတယ်လို့သူဆိုအဲ့ဒီမှာသူကလက်တွေ့ပြတယ်ငါသားတို့မင်းတို့စဉ်းစားကြည့်ဟောဒီရွှေတောင်ကငါအတွက်နဲ့ငါသားငယ်အတွက်ဖြစ်လာတာမင်းတို့နဲ့မဆိုင်ဘူးအဲ့တော့သူပေးသမျှနဲ့ခြေနှပ်ပြီးနေကြဒီကုသိုလ်ကောင်းမှုဟာသူနဲ့ငါအတွက်ကြိုးပေးတာဖြစ်တယ်ကြည့်လေသားအကြီး2ယောက်အကြီးနဲ့အလတ်အမွေမရလိုက်ဘူးမွေမရဘူးဘာဖြစ်လို့မရတာတော့လို့ဆိုအတိတ်ဘဝတုန်းကကတ္တဗမြတ်စွာဘုရားရဲ့ဇီးတော်ကိုရွှေပန်းကန်ကြီးလုပ်ပြီးတော့လှူတဲ့အခါမှာသူ့အဖေသူတို့သားဖ3ယောက်4ယောက်ပဲအဲ့တုန်းကအဖေလှုပ်တဲ့ပုဂ္ဂိုလ်ကသားကြီးကိုခေါ်တယ်သူဝိုင်းလုပ်ဖို့ဝိုင်းမလုပ်ဘူးအလတ်ကိုခေါ်တယ်ဝိုင်းမလုပ်ဘူးအငယ်လေးကတော့ဝိုင်းလုပ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီရွှေပန်းကုန်းရွှေပန်းခိုင်ကြီးကနေပြီးတော့အကျိုးပေးတာဖြစ်တော့ကြောင့်ဒီရွှေတောင်ကြီးအကျိုးပေးတာအဲ့ရွှေပန်းခိုင်နဲ့ပူဇော်ခဲ့တဲ့ကုသိုလ်ကောင်းမှုကအကျိုးပေးတာဖြစ်တော့ကြောင့်ဒီအဲ့ဒီရွှေပန်းခိုင်လှူတော့ကကုသိုလ်ဖြစ်ပါဝင်တဲ့ကိုယ်တိုင်လုပ်တဲ့စတိလတထေရဲ့သူ့သားအငယ်ရဲ့သာလည်းပိုင်ဆိုင်ခွင့်ရှိတယ်ကြံတဲ့2ယောက်ကမပတ်သက်လို့ပိုင်ဆိုင်ခွင့်မရှိဘူးသို့တော့သူတို့ပေးတာကျွေးတာတော့ရနိုင်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒါဟာအမတန်မှထင်ရှားတဲ့တာရကပဲကိုလုံးမရတယ်ဆိုတာအမတန်မှထင်ရှားဒါကြောင့်ဒါအမတန်တတိထားစရာကောင်းတယ်မိသားစုတွေထဲမှာလဲအဖေလှူတာပဲအမေလှူတာပဲသားသမီးတွေကနော်အဖေအမေလှုပ်တဲ့ကုသိုလ်ငါတို့ကုသိုလ်ပဲလို့အမှတ်တမဲ့မနေသင့်ဘူးပေါ့အတ္တတရောကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်မိဘနဲ့စိတ်တူထပ်တူထားပြီးတော့ဝိုင်းဝန်းပြီးတော့ဒီကုသိုလ်ထဲမှာပါကြရလုပ်ကြရအဲ့ဒါလို့မလုပ်ဘဲနဲ့နော်အဖေရှိတာပဲအဖေလုံးလိုက်မယ်အမေရှိတာပဲအမေလုံးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ကုသိုလ်ရဲ့အကျိုးဟာနောင်ကိုခံစားရမှာမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာပါဝင်ဆောင်ရွက်ခြင်းမရှိ
နော်နေတဲ့ပုဂ္ဂိုလ်ဟာအကျိုးခံစားရတဲ့အခါမှာလဲပါဝင်ခြင်းအပဲရှိတော့မှာတော့ကိုယ်တိုင်ပါဝင်မှဒီအကျိုးကျေးဇူးဟာတွဲဖက်ပြီးတော့ခံစားရမှာပေါ့သို့တော့အမေဖေကကြွေးတာပေးတာလေးတော့စားရမှာပေါ့အဲ့လောက်တော့စားသို့တော့ကိုယ်တိုင်ပိုင်ဆိုင်ပြီးတော့လုံးနိုင်ခွင့်မရှိကြည့်လေမာဂလူလင်ရဲ့အလောင်းသူဇာတာဆိုတာအလုံးသိကြတဲ့အတိုင်းပဲသူဓမ္မာတို့သူနန္ဒာတို့သူစိတ်တာတို့ဆိုတာတွေကကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာသူတို့လည်းကုသိုလ်ရအောင်ဝိုင်းပြီးတော့လုပ်လို့ရှိကြပါဝင်ကြတယ်သူတို့ကိုယ်တိုင်လည်းကုသိုလ်တွေအသီးသီးလုပ်ကြတယ်သူဇာတာဆိုတဲ့မဂလူလင်ရဲ့ဇနီးတယ်ကတော့ငါယောက်ျားလှုပ်တာငါဆိုင်တာပဲဆိုပြီးတော့မှုမဲ့မှတ်မဲ့နေသိတဲ့အခါကျတော့မဂလူလင်ကတရားဖြစ်တော့ကျန်တာတွေကညပ်ပြေရောက်ကြသူဇာတာဗျိုင်းမှဖြစ်သွားတယ်ဆိုတာအဲ့ဒါပဲဘယ်ဟာပဲဖြစ်ဖြစ်ကိုလုံးမှကိုရတယ်ဆိုတာလေးကိုတော့သတိထားအမေလှုပ်တာနဲ့ကိုရသားသမီးရလိမ့်မယ်လို့လည်းမမျှော်လင့်နဲ့သားသမီးလှုပ်တာလည်းအမေကငါသားလှုပ်တာငါရတယ်လို့လည်းဒီလိုမတွက်လေဘူးထမင်းချက်တာတော့စားမှာပေါ့မုံဆိုရင်တော့လည်းစားမှာပေါ့ကုသိုလ်ကြတော့စိတ်မပါရင်မရဘူးကုသိုလ်ကောင်းမှုကြတော့စိတ်ပါရအ ਨੇ ဆုံးစိတ်အားနဲ့ဘိုင်းဝန်းဆောင်ရွက်ကြမယ်နောက်ဆုံးအ ਨੇ ဆုံးမှာသာရုခေါ်ရမယ်သဘောတူရလောက်တာကိုကျေနပ်ပြီးသဘောတူရမယ်သဘောတူမှကုသိုလ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာတတိထားเสียကောင်းတဲ့အချက်တစ်ခုပဲပေါ့အဲကြောင့်မို့မြတ်စွာဘုရားကဒါနသံဃုတာနိဘောဂာတိလူတွေရတဲ့စီစဉ်ဥစ္စာတွေဆိုတာဒါနကုသိုလ်ကြောင့်ဖြစ်လာတာပါတာယမဗုဒ္ဓနိဘောဂာတိရလာတဲ့စီစဉ်ဥစ္စာတွေဟာကိုချင်းသီလထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ဖြစ်တာပါလို့မြတ်စွာဘုရားကသုတ်တံပါဠိတော်မှာဒီလိုဟောထားတာရှိတယ်ဒါကြောင့်မို့ဒါတွေကိုတတိထားပြီးတော့ဒါနကောင်းမှုပဲလုပ်လို့သီလပဲစောင့်တည်စိတ်ထက်ရေးရမှန်ကန်တဲ့အတွေးခေါ်မှန်ကန်တဲ့ဥတည်ချက်တွေနဲ့လှုပ်ဆောင်မှုအလေးနဲ့လှုပ်ဆောင်မှုအရေးကြီးဆုံးပဲဖြစ်တယ်ပေါ့ဝေလာမသုတ်တံဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတယ်နာရမိန်တထေးကြီးနဲ့ပတ်သက်ပြီးတော့ဟောတယ်နာရမိန်တထေးကြီးဟာကျွေးတွေဆုံးသွားတာရဲ့အစိရဝတီမြင့်ကဘာပြိုလို့ရှင်းတော့ကတော့မြေကြီးထဲမှာမြုပ်ထားကြတာဟုတ်ယရနာတွေကအစိရဝတီမြင့်ကဘာပြိုတဲ့အခါမှာသူမြုပ်ထားတဲ့ယရနာတွေရေထဲပါသွားတာဒါတခုကျွေးတွေဆုံးသွားတာတခုကျွေးပေးမဲ့လူတွေကကျွေးမပေးကြတော့ဘူးအဲ့တော့သူ့အိမ်မှာဒီအသုံးအဆွဲတွေကကြော့ကျသွားတော့နေ့စဉ်နဲ့အမျှဒီလှူတန်းနေတဲ့စားရမယ်တောင်းရမယ်ပုဂ္ဂိုလ်တွေကိုနေ့စဉ်နဲ့အမျှလှူတန်းနေတဲ့အလှူဟာကောင်းကောင်းကြီးမလှူနိုင်တော့ဘူးလှူတော့လှူတယ်မကောင်းတော့ဆန်ဆိုလဲဈေးကြီးတော့ဆန်ကောင်းကောင်းဝယ်ပြီးတော့မလှူနိုင်ဘူးဟင်းကောင်းကောင်းချက်ပြီးတော့မလှူနိုင်ဘူးမကျွေးနိုင်ဘူးဘာလို့ရလဲဆိုရင်စကွဲကိုဝယ်ပြီးတော့ချက်တယ်စကွဲပဲတတ်နိုင်တော့စကွဲသမင်းနဲ့ပုံးရည်ဟင်းလို့ခေါ်တယ်ဆန်သေးရည်ကိုအချင်းတည်ထားတဲ့ပုံးရည်ပအုံးရည်အဲ့ဒီအချင်းရည်လေးနဲ့စကွဲသမင်းဒါပဲကျွေးနိုင်တော့ခါတိုင်းလိုဟင်းကောင်းကောင်းနဲ့မကျွေးနိုင်တော့အဲ့ဒီလိုအခြေအနေမျိုးဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားကမေးတယ်အိမ်မှာခါတိုင်းလိုလှူနိုင်သေးလားလို့ဆိုတပည့်တော်မလှူနိုင်တော့ဘူးဗျာလူတွေကိုစကွဲသမင်းနဲ့ပုံးရည်ဟင်းပဲကျွေးနိုင်တယ်လို့ဆိုမြတ်စွာဘုရားကဘာဟောတော့ဆိုအေးကိုလူတဲ့အလှူဒါနဟာတဲ့ညံ့နေဖြစ်စေကောင်းနေဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့နဲတာများတာလည်းအဓိကမဟုတ်ပါဘူးတဲ့အဓိကကြတာတော့စိတ်နေသဘောထားအဓိကကြပါတယ်အဲ့ဒီအချက်ကလေးကိုလေးနဲ့ထားတတ်ဖို့လိုတယ်ပေါ့ဒါနကောင်းမှုလုပ်တိုင်းဘယ်လောက်သိမ်းမောများစွာကုန်ကြခံပြီးတော့လှူထားတာပဲဖြစ်တော့လဲစိတ်ထက်လေးတစ်ခုမမှန်ကန်ဘူးဆိုလို့ရှိရင်ဒီကုသိုလ်ရဲ့အကျိုးတရားဟာလျော့နေသွားတယ်အများကြီးလှူတဲ့အလှူဒါနနဲ့မဆိုင်တော့ဘူးကွာနော်လျော့နေသွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့လှူပြီးဆိုတဲ့အခါမှာသိပြီးတော့စိတ်ထက်မြင့်မားအောင်လုပ်ထားဖို့လိုအပ်တယ်မြတ်စွာဘုရားဟောထားတဲ့တင်ပဲဒါနကောင်းမှုလုပ်တယ်ဆိုတာဟာအရေးကြီးဆုံးကဘာလို့ပုပ္ပေဝဒါနာသူမနောမလှူခင်ကလည်းဝမ်းသာနေဖို့လိုတယ်ဒီကောင်းမှုနဲ့ပတ်သက်ပြီး
တဒံစိတ်တံပတာတွေလှူနေတဲ့အချိန်မှာလည်းပဲဝမ်းသာကြည်လင်းနေတဲ့တရားတို့ပီတိတို့ဖြစ်နေတဲ့စိတ်ဓာတ်မျိုးဖြစ်ဖို့လိုတယ်ဒါနဲ့ပတ်သက်တာကိုပြောတာနော်တခြားကိစ္စကြောင့်ဖြစ်တာကိုပြောတာမဟုတ်ဘူးဒီလူဒါနနဲ့ပတ်သက်လာရင်ဝမ်းမြောက်နေရမယ်နောက်တစ်ခါဓာတဝအတ္တမနောလှူပြီးတဲ့နောက်မှာလည်းပြန်တွေးလိုက်တိုင်းဝမ်းသာနေရမယ်ဒီလိုဆိုလို့လေအဲ့ဒီအချက်၃ချက်နဲ့ခန္ဓာကောင်းမှုဟာပြည့်ပြည့်ဝတဲ့အကျိုးတရားကိုရနိုင်တယ်လို့ပြည့်စုံတဲ့အကျိုးတရားကိုရနိုင်တယ်လို့ဆိုတာဟာတာမန်အနေထားမဟုတ်ဘူးအလှရှင်တိုင်းဟာအလေးနဲ့ထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်အလေးနဲ့ထားရမယ်ကိုယ်အလှမြင့်မြတ်ဖို့အတွက်ကိုယ်လက်ထဲမှာရှိတယ်လို့ဆိုလို့ပေါ့နော်ဒီအလှရဲ့အကျိုးတရားတွေဟာကိုယ်လက်ထဲမှာရှိကိုယ်စိတ်ကိုကိုယ်ထိန်းနိုင်မှဒီအကျိုးတွေကပြည့်စုံရကိုယ်စိတ်ထားပြောင်းသွားတာနဲ့တပြိုင်နက်အကျိုးတရားတွေဟာမရနိုင်ဘူးရရင်လည်းအကောင်းစားမရဘူးပေါ့ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မို့စိတ်ထားတတ်ရင်မြတ်တယ်ဆိုတဲ့ဗမာစကားဟာလေဒါတွေကိုဥတည်ပြီးတော့ရည်ညွှန်းပြောတာမှဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကလှူပြီဆိုလို့ရှိရင်တက္ကိစ္စံဒါနံဒေတိတလေးတစားလှူဖို့လိုအပ်တယ်။စဉ်းစားလိုက်အခုလိုဗိမာန်တော်ကြီးဆောက်လို့လှူဒန်းတာသာသနာတော်ကြီးကိုပူဇော်ပြီးတန်ဃာတော်တွေရဲ့အကျိုးဒီဗိမာန်ကြီးထဲမှာစာချကြမယ်စာသင်ကြမယ်တရားဓမ္မတွေဟောကြမယ်နာကြမယ်ဆိုတာတွေကိုကျွတ်တင်စဉ်းစားပြီးအဲ့ဒီတရားဓမ္မတွေကိုပူဇော်တဲ့အနေနဲ့လှူပါတယ်ဒီဗိမာန်တော်ကြီးအောက်ရောက်လာတဲ့အတွင်းဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုကြားနာရပြီးတဏှာဝုကလွတ်ကြပါစေဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ကလေးထားဖို့လို့ပေါ့နော်ဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာဗိမာန်ကြီးရဲ့အရေးအောက်မှာအေးမြတော့နေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသင်ယူနိုင်ကြပါစေကြားနာနိုင်ကြပါစေတရားဓမ္မအားထုတ်နိုင်ကြပါစေဒီရည်ရွယ်ချက်နဲ့ကိုယ်ကလှူတာအဲ့ဒါကိုအလေးနဲ့ထားပြီးတော့စိတ်ထဲအာယုန်ထဲမှာရယူထားပြီးတော့တက္ကိစ္စံဒါနဒေတိအမတ်တရစိတ်ထဲမှာအမတ်တရထားပြီးတော့ဒီလိုလှူတယ်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကဒီထဲမှာကိုယ်ရည်ရွယ်ထားတဲ့အတိုင်းဖြစ်ချင်တာမဖြစ်ဘူးဆိုလည်းဘာမှပူစရာမလိုကိုယ်ရည်ရွယ်တာကဒါဆိုတာကိုယ်ရည်ရွယ်ချက်မှန်ကန်မှုပဲလို့ဖြစ်တာမဖြစ်ဘူးဆိုနော်ကိုယ်နဲ့မဆိုင်ဘူးကိုယ်ရည်ရွယ်ချက်ကသာကိုယ်နဲ့ဆိုင်အဲ့ဒါကြောင့်မလို့ရည်ရွယ်ချက်မှန်မှန်ကန်ကန်လှူတဲ့အချိန်မှာအဲ့ဒါထားဖို့လိုတယ်ဒီစာအုပ်ကြီးထဲမှာကြွရောက်သတင်းသုံးတဲ့သံဃာတွေချမ်းသာကြပါစေမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုချမ်းသာလွယ်ကူစွာသင်ယူပြီးတော့တရားသူတရားမြတ်ရကြပါစေဆိုတဲ့စိတ်ကိုကိုကဒီစိတ်ဓာတ်မျိုးမွေးထားမွေးပြီးတော့တလေးတစားတတရရတကယ်ပြည့်ပြည့်စုံစုံလုပ်ပြီးတော့လှူတယ်ဒါကိုတက္ကိစ္စံဒါနံဒေတိလို့ခေါ်တယ်နောက်တစ်ခုလိုအပ်တာပါတော့ဆိုစိတ်တိကတ္တဝဒါနံဒေတိတယ်ပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်နဲ့လှူတော့ကိုလူတာကိုယ့်အတွက်မဟုတ်ဘူးများသောအားဖြင့်လူတွေကကိုလှုပ်တာကိုယ့်အတွက်ပဲသွားစဉ်းစားတတ်တယ်ပေါ့နောက်ဘဝကျတော့ငါဗိမာန်ကြီးရအောင်လို့ဆိုပြီးဒီဗိမာန်လှူတယ်ဆိုအဲ့ဒါကျတော့အယောင်းဝယ်ဖြစ်သွားအယောင်းဝယ်ဖြစ်တယ်အဲ့ဒါမျိုးကျတော့လဲယူတဲ့အသေးပဲမျိုးရောက်တယ်သူ့ဘာသူဖြစ်တာကိစ္စဖြစ်ကိုယ်စိတ်ထဲမှာမဖြစ်စေရဘူးနော်ကိုယ်စိတ်ထဲမှာမဖြစ်စေရဘူးအယောင်းဝယ်လှုပ်တာမဟုတ်ဘူးဒါကငါကသာသနာတော်အတွက်တက်လှုပ်ပေးတာဒီဗိမာန်တော်ကြီးလှူသည့်အတွက်ကြောင့်ငါဗိမာန်ရဖို့ဆိုတာမမျှော်လင့်ရဒီလိုဆိုလိုတာပေါ့ပူဇော်တာပဲအလူကံပုဂ္ဂိုလ်တွေကိုပူဇော်တယ်သာသနာတော်ကြီးကိုပူဇော်တယ်ဒီထဲဝင်ရောက်ပြီးတရားနာမဲ့ပုဂ္ဂိုလ်တွေတရားထုတ်မဲ့ပုဂ္ဂိုလ်တွေစာပေကျမ်းဂန်သင်ကြားမဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တယ်အဆောက်အဦကြီးနဲ့စိတ်တိကတ္တဝဒါနံဒေတိပူဇော်လို့တဲ့စိတ်နဲ့လှူပါငါအတွက်ဆိုတာတခုမှမပါစေရစိတ်တိကတ္တဝဒါနံဒေတိသဟတ္ထာဒါနံဒေတိကိုယ်တိုင်ပါဝင်ပြီးတော့လှူရမယ်ဒီလိုဆိုကိုယ်တိုင်ပါဝင်ပြီးတော့လှူသွားလှူလိုက်စမ်းဆိုပြီးတော့ဒီလိုဟာမျိုးမဟုတ်ပဲနဲ့ကိုယ်တိုင်ပါဝင်ပြီးတော့လှူတာအဲ့ဒါလို့ကိုယ်တိုင်ပါဝင်လှူယုံရမကအာဂမနဒိဋ္ဌိကောဘာလို့သမျှကံဟာအကျိုးအနေနဲ့ပြန်ပြီးရောက်ရှိလာမှာပဲဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအသိဉာဏ်ရှိရမယ်အဲ့ဒါဟာ
ကာမတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုညာဏတံပေယုကုသိုလ်လို့ခေါ်တာပေါ့နော်ကုသိုလ်ပြုစဉ်ကံကြိုးမြင်သည့်ဉာဏ်ရှင်ပြီးကတိဟိတ်ကုသိုလ်ခေါ်ဆိုရကြဆိုဘာကနဲ့ဥစ္စာတော်ဘုရားကြီးရေးတဲ့ထင်တယ်နော်ရှင်းပြထားတာရှိညာဏတံပေယုတိဟိတ်ဆိုတာကုသိုလ်ပြုတဲ့အချိန်မှာကုသိုလ်ကံဆိုတာကိုလည်းသိတဲ့အသိဉာဏ်ရှိတယ်ကုသိုလ်ကံရဲ့အကျိုးတရားဆိုတာကိုလည်းသိတယ်ကံနဲ့ကံရဲ့အကျိုးကိုသိတယ်ဆိုတာကာမတက္ကတာသမ္မာဒိဋ္ဌိပဲအဲ့ဒီကာမတက္ကတာသမ္မာဒိဋ္ဌိရှေ့သွားရှိပြီးတော့လှူတဲ့အလှူမျိုးဟာအာကမဏဒိဋ္ဌိကောဆိုလိုတယ်ပေါ့ကိုလုပ်တဲ့အလုပ်တစ်ခုဟာကိုယ်နဲ့သာသက်ဆိုင်တယ်ဘယ်နည်းနဲ့မှပျောက်ပြက်သွားတာမဖြစ်ဘူးဒီအကျိုးတရားအနေနဲ့တို့စီရောက်လာဥပမာသိန်းထောင်ချီကုန်ထားတဲ့ဒီဗိမာန်ကြီးဟာနော်ထောင်ချီကုန်သွားတဲ့ဒီသိန်းထောင်ချီကုန်သွားတဲ့ဒီဗိမာန်အဆောက်အဦကြီးကိုလှူလိုက်ရတဲ့ကုသိုလ်စေတနာလေးဟာဒီတိုင်းပျောက်ပြက်သွားမှာမဟုတ်ဘူးအကျိုးတရားအနေနဲ့ပြန်ပေါ်လာမှာဆိုတာသိချာအဲ့ဒီလိုသိချာသိတဲ့ဉာဏ်မျိုးအာဂမဏဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်နဲ့ဒီလိုလှူလိုက်ရအဲ့တော့ဒါနကောင်းမှုလုပ်တိုင်းလုပ်ပုံလုပ်နည်းကလည်းပဲစစ်မှန်ဖို့လိုအပ်တယ်ဥတီချက်ကလည်းမှန်ကန်ဖို့လိုအပ်တယ်ဟောဥတီချက်လည်းမှန်ကန်တယ်လှုပ်ဆောင်ချက်လည်းမှန်ကန်တယ်ဆိုလို့ရှိရင်ပြည့်ဝတဲ့အကျိုးတစ်ခုရမှာသိချပေါက်ပဲပေါ့မြတ်စွာဘုရားဟောတာတဲ့မဲ့ကောင်းတာဖြစ်စေညံ့တာဖြစ်စေနဲတာဖြစ်စေများတာဖြစ်စေပစ္စည်းဝတ္ထုကအဓိကမကြပါဘူးတဲ့မြတ်စွာဘုရားဟောတာနော်အဓိကမကြဘူးဆိုတာဘာကြောင့်ပြောတာတုံးဆိုတော့ပစ္စည်းဝတ္ထုဆိုတာအာယုံပြုုံလေးအတွက်သာအသုံးပြုတာဥပမာမဲ့အကျိုးပေးတယ်ဆိုတာဒီဗိမာန်ကြီးကအကျိုးပေးတာမဟုတ်ဘူးဒီဗိမာန်ကြီးကိုဆောက်လှူဖို့စိတ်ထဲမှာဖြစ်ပေါ်လာတယ်ဆောက်လှူနိုင်တဲ့စေတနာစွမ်းအားကိုသာလဲဒီကအကျိုးပေးနိုင်တဲ့ကံတရားလို့သတ်မှတ်တာဟုတ်ဗိမာန်ကြီးကလည်းအကျိုးပေးတာမဟုတ်ဘူးတန်ဃာတော်တွေကအကျိုးပေးတာလည်းမဟုတ်ဘူးအသုံးပြုတဲ့ပုဂ္ဂိုလ်တွေကအကျိုးပေးတာလည်းမဟုတ်ဘူးအဲ့ဒီတန်ဃာတွေအလှူခံပုဂ္ဂိုလ်တွေအသုံးပြုတာကိုအကြောင်းပြုပြီးကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စွမ်းအားကသာကံတရားလေးအဲ့တော့အဲ့ဒီစွမ်းအားဟာကိုယ်လက်ထဲမှာရှိတယ်ကိုယ်လက်ထဲမှာရှိတယ်သူကဖြစ်လဲဖြစ်လွယ်တယ်ပြက်လဲပြက်လွယ်တတ်တယ်အဲ့တော့ကိုယ်ပဲကင်တွယ်ရမှာသူများနဲ့မသက်ဆိုင်ဘူးအဲ့ဒါနော်အလူရှင်တွေကိုယ်တိုင်ပဲဒီစိတ်ဓာတ်ကကိုယ်ပဲထိမ့်သိမ်းဆောက်ရှောက်အောင်မှာဖြစ်တယ်ပေါ့ကိုယ်မထိမ့်နိုင်ရင်ကိုယ်ပဲညှော်နေသွားမှာပဲဖြစ်တယ်ဒါကြောင့်မို့စိတ်စွမ်းအားဆိုတာသိရေးကြည့်တယ်ပုဗ္ဗေဝဒါနာသူမနောခုနပြောတဲ့အတိုင်းဝန္တာမှု၃ရပ်နဲ့ပြည့်စုံမှအလှူဒါနရဲ့အကျိုးဟာပြည့်စုံတယ်လို့ဒါကြောင့်မို့ဒါနကောင်းမှုပဲလုပ်သီလပဲစောင့်တည်ဘာပဲလုပ်ကုသိုလ်ကောင်းမှုတွေဟာကောင်းတဲ့အကျိုးပေးချမှာကြည့်ပဲသို့တော့သာနာဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဟာစိတ်ဓာတ်ဝိမန္တဆိုတဲ့အဓိပတိတရား၄ပါးဟာအရေးကြီးဆုံးပဲအဲ့ဒီအဓိပတိ၄ပါးကဘယ်မှာဖြစ်တာတုံးဆိုကိုယ်စိတ်ထဲမှာဖြစ်တာကိုယ်စိတ်ထဲမှာဖြစ်သည့်အတွက်ကြောင့်မှန်ကန်တဲ့စိတ်နေသဘောထားမှန်ကန်တဲ့စိတ်စွမ်းအားတွေရှိနေမှဒီဆောက်ဦးကြီးလုပ်တဲ့ကုသိုလ်ကကိုယ်အကျိုးပေးနောက်ဆုံးမှာတည့်ရမိုးကြောင်လေးထရံငါကြောင်လေးပဲဖြစ်စိတ်စွမ်းအားကြီးမားမားထားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာအကျိုးပေးကြတော့အများကြီးအကျိုးပေးတာအဆောက်အဦကအကျိုးပေးတာမဟုတ်ဘူးအဆောက်အဦကိုဆွဲပြုပြီးဖြစ်ပေါ်လာတဲ့စိတ်ဓာတ်မြင့်မားမှုကအကျိုးပေးတာစိတ်စွမ်းအားစေတနာစွမ်းအားကအကျိုးပေးတယ်ဆိုတာဒါကိုသိရှိနားလည်ထားတဲ့အခါကိုယ့်ရဲ့စိတ်အားကိုပဲပြုပြင်ထိန်းသိမ်းရမယ်ဆိုတာအမတ္တမထင်ရှားတယ်ပေါ့ဒါကြောင့်မို့ဒါဟာအရေးကြီးဆုံးအချက်ဖြစ်တယ်ပေါ့မှန်ကန်တဲ့ရွယ်ချက်ရှိရမယ်မှန်ကန်တဲ့အတွေးခေါ်တွေရှိရမယ်မှန်ကန်တဲ့စိတ်နေသဘောထားတွေရှိရမယ်အဲ့တော့ဒီဆောက်ဦးကြီးကိုခုနလိုမှန်ကန်တဲ့ရွယ်ချက်လို့ဆိုတာဘာလဲမှန်ကန်တဲ့ဆန္ဒကဘာတော့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်ဒီဆောက်ဦးကြီးကလိုအပ်နေတယ်လိုအပ်နေတဲ့အဆောက်ဦးကဘာအတွက်လိုအပ်တယ်လဲတရားဓမ္မသင်ယူကြတဲ့ပုဂ္ဂိုလ်တွေစာသင်နေကြတဲ့သံဃာတော်တွေတရားဟောဖို့တရားနာဖို့ကပ္ပဋ္ဌာန်းထိုင်ဖို့ဒါတွေအတွက်လိုအပ်အဲ့ဒီလိုအပ်ချက်တွေငါတို့ကဖြည့်ဆည်းပြီးတော့ပေးတယ်ဒီဓမ္မဗိမာန်တော်ကြီးတဲ့ဝင်ရောက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေ
ချမ်းသာပြီးတော့တရားဓမ္မတရားသူတရားမြတ်တွေရကြပါစေဆိုတဲ့စိတ်ဆန္ဒကိုယ့်ရဲ့မွန်မြတ်တဲ့ဆန္ဒတစ်ခုပေါ့နော်အဲ့ဒါမွန်မြတ်တဲ့ဆန္ဒငါလှူနိုင်တယ်ကျောင်းတကာကြီးဗိမာန်တကာကြီးဖြစ်သွားပြီဆိုတဲ့စိတ်ဓာတ်မျိုးတွေကဒီဟာမွန်မြတ်တဲ့ဟာမဟုတ်လောကလူတွေဟာခုံဆိုတာမျိုးကိုယူတတ်ကြတယ်ပေါ့မယူရဘူးလို့မဆိုလို့မှန်ကန်တဲ့ခုံကသူ့ဟာသူတက်တာကိုယ်မယူလဲတက်မှာပဲနော်အဲ့တော့အရေးကြီးဆုံးကဘာလို့ဆိုမှန်ကန်တဲ့စိတ်ဆန္ဒအရေးကြီးဆုံးအဲ့ဒီစိတ်ဆန္ဒအလိုက်ကြိုးပမ်းအထောက်မှုကဝီရိယဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်လိုက်လို့ခုလိုဗိမာန်တော်ကြီးပြည့်စည်သွားတယ်ကြိုးပမ်းအထောက်မှုစိတ်ရဲ့တွန်းအားတွေဟာကာယစေတသိကဝီရိယလို့ခေါ်တယ်နော်အကျဉ်းချင်းလောက်ရတယ်ကာယကဝီရိယတွေပါတယ်စိတ်ဓာတ်ပဲကုံစိတ်ဆွမ်းအားတွေရောမသွားဘူးစိတ်ဓာတ်ခိုင်မာတယ်နောက်ဝိမန္တအသုံးတက်အောင်ကြံစည်တယ်စဉ်းစားတယ်ကိုလုံးတဲ့အလုပ်ရဲ့တန်ဖိုးကိုသိတယ်ဆိုဟောသန္တာဝီရိယဝိမန္တစိတ်ဓာတ်ဝိမန္တဆိုတဲ့အဓိပတိဒီ၄မျိုးဟာကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးထားသည့်အတွက်ကြောင့်ဒီဒါနကုသိုလ်ဟာအလွန်ကြီးမားတဲ့ဒါနကုသိုလ်ဖြစ်ပြီးတော့ဒါနအခြေခံပြီးတော့မြတ်နိဗ္ဗာန်ကိုရောက်ရှိနိုင်တာဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဒီဘဝတွင်မဲ့ဒါနအခြေခံပြီးတော့နိဗ္ဗာန်ကိုသွားခြင်းပါပဲဆိုပါတော့ဗိမာန်တော်ကြီးလူကိုလှူလိုက်တယ်မွန်မြတ်တဲ့စိတ်စေတနာတွေနဲ့တို့လှူလိုက်တယ်စိတ်နေသဘောထားတွေမှန်ကန်စွာလှူလိုက်တယ်လှူလိုက်လို့ဒါကြီးအောင်မြင်ပြီးစီးသွားပြီဟုတ်ပြီဒီဘဝတွင်မဲ့နိဗ္ဗာန်ကိုဒီဘဝလှူတဲ့ဒါနကိုအခြေခံပြီးတော့နိဗ္ဗာန်ကိုသွားလို့ရမလားရတယ်နော်နောက်ဘဝအထိစောင့်เสียမလို့ဒီဘဝကိုအလှခံတဲ့ဒါနကိုအခြေခံတဲ့နိဗ္ဗာန်ကိုဘယ်လိုသွားမလဲကြည့်လေဗိမာန်တော်ကြီးကိုလှူခဲ့တာကိုလှူပြီးတဲ့အခါမှာအာယုံပြုတ်ကြည့်လိုက်အာယုံပြုတ်ကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာကြည်နူးဝမ်းသာမှုတွေဖြစ်လာနိုင်အဲ့ဒီကြည်နူးဝမ်းသာလာတဲ့ပီတိကိုပဲပီတိဆိုတဲ့သဘောတရားကတကယ်တော့ငါမဟုတ်ဘူးငါစိတ်ထဲမှာဖြစ်တဲ့ပီတိဆိုတာသဘာဝတရားတစ်ခုပဲဒီအစာအုပ်ကြီးကိုလှူဒန်းရမှုကိုအကြောင်းပြုပြီးငါမှပီတိတွေဖြစ်တာဒီပီတိဟာမြဲသလားဆိုမမြဲဘူးဖြစ်ပြီးတော့ပျောက်သွားတယ်ဆိုတဲ့သဘောတရားတွေချက်ချင်းပီတိရဲ့သဘာဝကိုသိတယ်နောက်ပီတိရဲ့နှစ်သက်တတ်တဲ့သဘာဝကိုသိတာပီတိကိုမြင်တယ်လို့ခေါ်တယ်နော်သဘာဝလက္ခဏာကိုရှုတယ်လို့ခေါ်တယ်ပီတိကိုဝိပဿနာရဲ့အာယုံအနေနဲ့ကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာတသိမ့်သိမ့်နဲ့ဖြစ်ပြီးတော့စိတ်ထဲမှာလှုပ်ရှားတက်ကြွလာတဲ့သဘောလေးဟာဒါပီတိပါလားလို့ဆိုဒါသဘာဝလက္ခဏာကိုသိတယ်လို့ခေါ်အဲ့ဒီပီတိလေးဟာဘယ်မှာဖြစ်တာတုံးလို့ကြည့်လို့ရှိရင်နှလုံးသားဆိုတဲ့ဟရိယဝတ္ထုကိုမှီဖြစ်တာပါလားဆိုရုပ်ကိုလည်းသိလိုက်တယ်နံတရားကိုလည်းသိလိုက်တယ်ရုပ်နဲ့နံအ ਨੇ ဆုံးနှစ်ခုကွဲသွားပြီပေါ့ဖြစ်လာတဲ့ပီတိလေးကနံတရားအဲ့ဒီနံတရားလေးရဲ့မှီရာဟရိယဝတ္ထုယုတ်ကလေးကယုတ်တရားအဲ့ဒီဟရိယဝတ္ထုယုတ်ရဲ့တရားမဟာဘုတ်တွေကယုတ်တရားတွေခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်ဆင်ဆက်ပြီးတော့ယုတ်တွေအဆက်ဆက်ကိုမြင်လာတယ်ပီတိကိုအကြောင်းပြုပြီးပီတိနဲ့ရှင်ပြီးတော့ဖြစ်တဲ့ကုသိုလ်စိတ်တွေအဆက်ဆက်ကိုမြင်လာတယ်နံတရားနဲ့ယုတ်တရားကွဲသွားတာကိုနာမရူပပရိစ္ဆေဒညာလို့ခေါ်တာပဲအာယုံပြုတ်ပြီးတော့အဲ့ဒါလိုကြည့်လိုက်တဲ့အချိန်လေးမှာဒီထဲမှာငါဆိုတာမပါပါလားဖြစ်နေတာပီတိနဲ့ပီတိရဲ့မိယာဟရိယဝတ္ထုဟရိယဝတ္ထုရဲ့မိယာမဟာဗုဒ္ဓတွေနဲ့ယုတ်တရားတွေဖြစ်နေတာပီတိဟာလည်းသူနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့ကုသိုလ်စိတ်တွေပဲဖြစ်နေတာဘယ်ဟာကိုငါခေါ်မှလဲပီတိကိုငါလို့ခေါ်မှလားသို့မဟုတ်ပီတိရဲ့မိယာဟရိယဝတ္ထုယုတ်ကိုငါလို့ခေါ်မှလားလို့ဆိုငါလို့ခေါ်စရာရှာမတွေ့ဘူးသဘာဝတရားတွေသာတွေ့တယ်ဒါဖြင့်ပီတိလေးဟာအကြောင်းမဲ့ဖြစ်တာလားဆိုဘယ်ဟုတ်မလဲတို့လှူဒန်းထားတဲ့သိန်းထောင်ချီကုန်ထားတဲ့ဗိမာန်တော်ကြီးကိုအာယုံပြုပြီးတော့တို့ဟာပီတိတွေဖြစ်တာပါလားအဲ့တော့အကြောင်းတရားဆိုတဲ့ဒီအာယုံဆိုတာအာရမဏပစ္စယောပဲနိ24ပစ္စည်းပဋ္ဌာန်းမှာအာရမဏပစ္စယောလို့ခေါ်တာဒီအစာအုပ်ကြီးကိုလှူဒန်းပြီးအစာအုပ်ကိုအာယုံပြုပြီးတော့ပီတိဖြစ်တယ်ဆိုရင်အစာအုပ်ကအာရမဏပစ္စည်းဖြစ်ပေါ်လာတဲ့ပီတိနဲ့စိတ်တွေကအာရမဏပစ္စုပ္ပန်ဆို
ဒီထဲမှာလည်းပဲငါဆိုတာရှိလားမရှိဘူးအဲ့တော့သူ့သဘာဝတရားတွေအကြောင်းကြောင့်အကျိုးပေါ်တာပဲလို့ဒီလိုစိတ်စိတ်တွေးပြီးတော့နှလုံးသွင်းပြီးတော့ဆင်ញင်သုံးသပ်နေလိုက်ရင်ဒါလည်းကမ္မထမဲ့ပေါ့နော်တချို့ကကမ္မထကိုမတွေးရဘူးလို့ပြောတယ်မတွေးရင်ပဲသိမလဲမြတ်စွာဘုရားကသမ္မာသင်္ကပ္ပလို့ဆိုတာမှန်ကန်စွာတွေးတော်ဖို့ပေးထားတာလေတွေးဖို့တွေကြီးပဲပေးထားတာဘုရားကကြည့်လေအိုတဲ့လူတွေကိုတွေးရင်ငါလည်းဒီနေ့အိုရအောင်မှာပဲဆိုတာတွေးခိုင်းတာပဲဘုရားမတွေးရင်ပဲသိမလဲအဲ့တော့ဒါတွေးတာဟာဘာအတွက်လဲလို့ဆိုရင်တွေးတော်ခြင်းသည်အသိဉာဏ်ဖြစ်ခြင်းရဲ့အတွက်ဒါမို့တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကိုပူးကတ်ထားတာအဲ့ဒီအဓိပ္ပာယ်ကိုပြောအမှန်မြင်ဖို့အတွက်ဘာလို့အောင်အမှန်တွေးရအမှန်တွေးမှအမှန်မြင်တယ်ပေါ့မတွေးတဲ့လူပဲမြင်လိုက်မယ်အဲ့ဒါလို့အမှန်တွေးပြီးတော့အမှန်မြင်လာတော့ကိုလုတ်တဲ့ဒါနကောင်းမှုတွေကိုအကြောင်းပြုလိုက်တဲ့အခါမှာခုနကနန္တရားတွေဖြစ်လာတယ်နန္တရားရဲ့မိယာယုတ်တရားတွေဖြစ်လာတယ်အဲ့ဒီနန္တရားရဲ့သဘာဝကိုသိတယ်ယုတ်တရားရဲ့သဘာဝတွေကိုသိလာတယ်ဒါဟာသဘာဝလက္ခဏာသိတယ်လို့ခေါ်တယ်သဘာဝလက္ခဏာသိပြီးအဲ့ဒီသဘာဝလက္ခဏာတွေရဲ့အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအာယုန်တိဟူသောအကြောင်းကြောင့်ဖြစ်တယ်လို့အကျမ်းမြင်ပြောမယ်ဆိုရင်အာယုန်ဟာအကြောင်းတစ်ခုဖြစ်လာတယ်ဟောအာရမဏပစ္စယောဒီထဲမှာဒါတွေဟာအလုံးရှင်းစိတ်တွေချုပ်သွားလို့ဖြစ်တာလို့ဆိုရင်အနန္တရပစ္စယောဆိုတာပါသိလာနိုင်တယ်ပေါ့ပဋ္ဌာန်းပစ္စည်းသင်ထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်ကျဲချဲ့ပြီးတော့အများကြီးသိလို့ရတာပဲနော်ဖြစ်ပေါ်လာတဲ့ပီတိလေးမှာအာယုံဘက်ကလည်းကြည့်လို့ရတယ်မိယာဝတ္ထုယုတ်ဘက်ကလည်းကြည့်လို့ရတယ်မိယာဝတ္ထုယုတ်ကကြည့်ရင်နေတယပစ္စည်းတို့ပုရိသတာပစ္စည်းတို့ဖြစ်တယ်သူ့ရဲ့မတိုင်ခင်ရှေ့စိတ်ကရှိသေးတယ်အဲ့ဒီရှေ့စိတ်ချုပ်မှဒါဖြစ်တာဖြစ်သောကြောင့်ရှေ့စိတ်ကအနန္တရပစ္စည်းလို့ဟောလိုက်ကြည့်လိုက်မယ်ဆိုရင်အာရမဏပစ္စည်းတွေ့နိုင်တယ်အနန္တရပစ္စည်းတွေ့နိုင်တယ်နောက်ကပုရိသတာနေတယပစ္စည်းတွေ့နိုင်တယ်တခါပီတိဆိုတာပီတိလေးတစ်ခုတည်းတင်ဖြစ်တာမဟုတ်ဘူးစိတ်တွေနဲ့ဉာဏ်နဲ့ဖတ်တာဝေဒနာတင်ညာစတဲ့စေရနာတွေအလုံးနဲ့ရှင်ဘောရှင်ဘက်တွေနဲ့အတူတကွဖြစ်တာအဲ့ဒါတွေကတပြိုင်တည်းဖြစ်လို့သဟဇာတလို့ဆိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ပီတိလေးဟာအကြောင်းတွေအများကြီးပေါင်းစပ်ထားတာနော်ရှေ့စိတ်ဆိုတဲ့အကြောင်းကိုအနန္တရတ္တိအာယုဆိုတဲ့အကြောင်းကအာရမဏပစ္စယတ္တိမိယာဆိုတဲ့အကြောင်းတရားကနေတယနဲ့ပုရိသတာတတ္တိအတူတကွဖြစ်တာတွေကြတော့သဟဇာတတို့အညမညတို့သံပယုတ်တတ္တိတွေဟောတခါတည်းတတ္တိကို၄ပွင့်ဆိုင်နော်ခုခေတ်ပြောနေတဲ့အပွင့်ဆိုင်တွေပေါ့နော်၄ပွင့်ဆိုင်ဖြစ်တော့ကိုယ်တဏ္ဍာမှာတစ်ခုဖြစ်ရင်အနည်းဆုံး၄ပွင့်ဆိုင်လာတာပဲ၄မျိုးစားတစ်ခုဖြစ်လာဘယ်ဟာဖြစ်ဖြစ်ဒါလည်းမဟုတ်ဘူးအားလုံးဟာရှုထောင့်၄ရပ်ကနေကြည့်လိုက်မယ်ဆိုရင်ပစ္စည်းတွေအကုန်တွေ့လာတယ်ဟောလူတွေဟာ24နာရီမှာ24ပစ္စည်းနဲ့နေနေတယ်ဆိုတာအမတန်မှသိတာဘယ်အရာပဲဖြစ်ဖြစ်တို့တွေဟာသွားလာလှုပ်ရှားစဉ်းစားနေတာတွေမှန်သမျှဟာ24ပစ္စည်း24နာရီလုံးတို့လှုပ်ရှားနေသမျှပြီး24ပစ္စည်းတွေကပဲလှုပ်ရှားနေတယ်ဒီကလွတ်သွားတာတခုမှမရှိဘူးနော်အဲ့ဒီအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတာလို့ဒီလိုစဉ်းစားဆင်ခြင်လိုက်လို့ရှိရင်မှန်ကန်တဲ့အမြင်တွေရလာတော့ဒါသဘာဝလက္ခဏာကိုသိတယ်ဆိုရင်ဝိပဿနာဉာဏ်နဲ့ပြောမယ်ဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်နာနဲ့ရုပ်ကွဲသွားလို့နာမရူပပရိစ္ဆေဒငါဆိုတာပျောက်သွားတယ်တရဝါဆိုတာပျောက်သွားတယ်အမျိုးသားအမျိုးသမီးဆိုတဲ့ဟာကိုပျောက်သွားတယ်ပီတိဟာပီတိပဲအမျိုးသားလည်းမဟုတ်ဘူးအမျိုးသမီးလည်းမဟုတ်နော်ပီတိဟာပီတိပဲငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူဆိုင်ရာအကြောင်းတရားတွေကြောင့်ပေါ်လာတဲ့သဘာဝတရားများတာဖြစ်တယ်ဟောဒီလိုမြင်လိုက်တာနဲ့တပြိုင်တည်းသူကမှန်ကန်တဲ့အမြင်လို့ခေါ်တယ်ဒီအတွေးကိုမှန်မှန်ကန်ကန်အသေးစိတ်ထပ်တွေးပြီးတဲ့အခါသေချာလောက်အောင်သိအောင်စိတ်စိတ်ငုံငုံချီးရှုသုံးသပ်ဆင်ញင်နေတာသမ္မတနာပဲပေါ့အဲ့ဒီလိုဆင်ញင်သုံးသပ်အဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်ပိစ္ဆယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ခုကိုအခြေခံလိုက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ပီတိနဲ့သက်ဆိုင်တဲ့တရားဓမ္မတွေဟာသာဝရယတ္တိနေကြတာလားဖြစ်ပြီးတော့ဒီတိုင်းပဲငြိမ်းနေကြတာလားဆိုတော့မဟုတ်ဘူးအတိတ်ကဖြစ်ခဲ့တဲ့ပီတိကြောက်သွားပြီအနာဂတ်ဖြစ်မဲ့ပီတိကမဖြစ်လာသေးဘူးပစ္စုပန်ပီတိဟာအခုဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့
အတိတ်ရောအနာဂတ်ရောပစ္စုပန်ရောသုံးခုစလုံးကိုမျှော်မှန်းပြီးတော့ဆင်ញင်သုံးသပ်ကြည့်နေတယ်မနေ့တုန်းကဖြစ်တဲ့ပီတိတွေဒီကနေ့မရှိတော့ဘူးလက်ဖြင့်ကဒီလိုစဉ်းစားလိုက်ရင်လည်းလက်ဖြင့်ကလည်းပီတိဖြစ်အောင်ပါပဲဒီကနေ့ဖြစ်တဲ့ပီတိကလည်းဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုဟောသုံးခုစလုံးကိုဆက်ဆက်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်တာကိုသမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒီအချိန်မှာဝိပဿနာရှုတာကိုလူတွေကပြောလို့ရှိကြတယ်ပစ္စုပန်ဆက်ဆက်ပစ္စုပန်ဆက်ဆက်အတိတ်လည်းရှုလို့ရတယ်အနာဂတ်လည်းရှုလို့ရတယ်ရှေ့ပိုင်းမှာနော်ပစ္စုပန်တဲ့တာဆိုတာဒီအချိန်ကိုပြောတာမဟုတ်ဘူးအဲ့တော့ပစ္စုပန်မှာရှုရတာမဟုတ်ဘူးအတိတ်ကိုလည်းရှုတယ်အနာဂတ်ကိုလည်းရှုတယ်ဒါဝိသုဒ္ဓိမဲ့မှာထင်ရှားပြတာသမထနာဆိုရင်အတိတ်ကိုလည်းရှုမယ်အနာဂတ်ကိုလည်းရှုမယ်ဒါသမထနာညာဝိပဿနာညာနဲ့မှပါတယ်လေအဲ့ဒါလို့ရှုပြီးတဲ့အခါမှာပစ္စုပန်ဆက်ဆက်ဆိုတာကြတော့ပီတိလေးကြည့်လိုက်တဲ့အခါပီတိရဲ့လက္ခဏာဘာမြင်လို့ဆိုဖြစ်လာတာမြင်လိုက်တယ်ပြက်တာမြင်လိုက်တယ်အဲ့ဒါကြတော့ပစ္စုပန်ဆက်ဆက်ဥရိယဗျာညာရောက်လာပြီဆိုမှပစ္စုပန်ဆက်ဆက်လို့ဒီလိုပြောပစ္စုပန်ဒါတောင်မှပစ္စုပန်ဆိုတာဟာခဏပစ္စုပန်ကိုပြောတာမဟုတ်ဘူးပီတိဖြစ်ခိုက်ကိုသိတာမဟုတ်ဘူးပီတိဖြစ်လိုက်ပြီးတဲ့နောက်မှအတိကနောက်ကလိုက်တာနော်ပီတိပြတ်သွားမှသိလို့ရပီတိရှိနေတော့ကိုအတိစိတ်မပေါ်အဲ့ဒါလို့ဖြစ်တဲ့တဘာဝတရားပေါ်မှာအာယုံဆိုင်ပြီးတော့ဖြစ်လာတာကိုမြင်လိုက်တယ်ပြတ်သွားတာကိုမြင်လိုက်တယ်ဆိုတဲ့ပစ္စုပန်ရလာပြီဆိုတဲ့အခါကျတော့ဥရိယဗျာဉာဏ်ပေါ့အဲ့ဒီဥရိယဗျာဉာဏ်ရလာတဲ့အခါအတိဉာဏ်တွေလည်းပိုထက်လာတယ်ပီတိတွေလည်းပိုရလာတယ်ဉာဏ်တွေလည်းပိုရလာတယ်တတိတွေလည်းပိုကောင်းလာတယ်အလင်းရောင်တွေလည်းဖြစ်ပေါ်လာတတ်တယ်ဆိုတဲ့ဝိပဿနာရဲ့အညစ်အကြေးတရားတွေကိုယ့်အကိုယ်လည်းခြေနှက်နေတယ်ဆိုတာမျိုးတွေဖြစ်ပေါ်လာတတ်တယ်ပေါ့အဲ့ဒီပုံမှာလမ်းကြောင်းလွဲသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ပီတိရဲ့ဖြစ်ပျက်တဲ့သဘောကိုပဲဆက်လက်ပြီးတော့ရှုဖို့လိုအပ်တယ်နောက်ကြတဲ့အခါပီတိရဲ့ဒီဖြစ်တဲ့သဘောတွေမကဘူးပြက်တဲ့သဘောပါအပြက်ကြီးပဲမြင်လာတယ်ဖြစ်တာမမြင်ဘူးလင်းလင်းမြန်မြန်ကြီးမြင်လာတဲ့အခါမှာသူကပြက်သွားတာပဲကြည့်လိုက်တယ်ဖြစ်လာတာကိုမမြင်တော့ဘူးဆိုတဲ့အနေထားပဲရောက်ရင်ဘင်္ဂညာလို့ခေါ်တယ်အဲ့ဒီဘင်္ဂညာရောက်ရင်အနေဆမြင်တာလမ်းဆုံးတယ်ပေါ့အဲ့ဒါလို့ဝိပဿနာဉာဏ်လေးအစစ်စစ်တက်လာပြီးတော့ဒီလိုတပြက်တည်းပြက်နေတာတွေကိုမြင်လာတဲ့အခါကျတော့ကြောက်เสียကြီးပါလားလို့မြင်လာတာဘယ်ရညာစိတ်ပြည့်เสียကြီးပါလားလို့မြင်လာတာနေပြီးတာညာဟောဒါကြီးကလွတ်အောင်လုံးမပဲအာရိနဝညာအပြစ်တွေမြင်လာတာအာရိနဝညာအပြစ်တွေရှိနေသည့်အတွက်ကြောင့်လွတ်ချင်လာတာမောဟိတုကမြတာညာလွတ်ဖို့ရလမ်းရှာတာပဋိသင်္ခါညာအေးသင်္ခါရတရားတွေဆိုတာဒီသဘာဝအတိုင်းပဲလို့ဆိုပြီးတော့သင်္ခါရတရားတွေပေါ်မှာဒီတွေ့တာခြင်းတို့မုန်းတီးခြင်းတို့ဒါတွေမရှိတော့ဘဲနဲ့နေသားတကြမှန်မှန်ကန်ကန်သူတို့ရဲ့သဘာဝကိုထိုင်ကြည့်နေတယ်လို့သင်္ခါရတရားတွေရဲ့လှုပ်ရှားပြပြနေမှုတွေကိုအေးအေးဆေးဆေးလေးထိုင်ကြည့်နေရတယ်လို့မြင်လာပြီဆိုရင်တော့သင်္ခါရုပ္ပခဉာဏ်အဲ့ဒီကနေပြီးတော့မှဒီသင်္ခါရုပ္ပခဉာဏ်ပြီးဖြစ်တဲ့အခါမှာရင့်တန်လာပြီဆိုလို့ရှိရင်တော့ဒီဖြစ်ပျက်မှုတွေဆုံးသွားတဲ့ဒီနိဗ္ဗာန်ဆိုတာကိုအာရုံပြုပြီးတော့မဉ္ဇဉ်ပေါ်တယ်ဒါဌာနကိုအခြေခံပြီးတော့ဝိပဿနာသွားတာဆိုလို့တယ်ပေါ့နော်ဒီကနေ့လုပ်တဲ့ဒါနကနေပြီးတော့ဝိပဿနာဉာဏ်ကိုသွားတာအဲ့ဒီပုံစံနဲ့ပဲသွားရမယ်ပေါ့အဲ့တော့ဒါနကောင်းမှုလုပ်ပြီးတော့ဒါနအခြေခံပြီးတော့မြတ်နိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်ယခုဘဝတည်းမှာမိမိမှာပါရမီလည်းပြည့်ပြည့်စုံစုံရှိမယ်ကြိုးစားအထောက်မှုတွေလည်းလုံလောက်မယ်ဆန္ဒကလည်းနိဗ္ဗာန်ကိုရချင်တဲ့ဆန္ဒရှိမယ်ဆိုရင်ဒီလမ်းကြောင်းတိုင်လျှောက်သွားလို့ရှိရင်ဒီဘဝရရင်ရမယ်မရရင်ဒီဘဝနောက်ဆုံးမှာဒီလိုရှုမှတ်နေတဲ့ပုဂ္ဂိုလ်ဟာသေကံဤမှာရတတ်တယ်ကဲ၍သေကံဤမှာမရဘူးဆိုရင်နောက်ဘဝမှာရကဲ၍နောက်ဘဝတောင်ရဖို့ရကိုယ်မှာအတိညာအားနည်းနေသေးတယ်ဆိုလို့ရှိရင်ဖျားပွင့်တဲ့အခါမှာဒီတရားနာပြီးတော့မြန်မြန်ရသွားတယ်အကယ်၍ဖျားပွင့်ပြီးဖျားပွင့်တာနဲ့မကြုံဘူးဆိုရင်လည်းပစ္စေကဂုဋ္ဌဉာဏ်မျိုးနဲ့ရနိုင်တယ်လို့ဒီလိုအကျိုးတရားတွေကိုဟောထားတာရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့လုံနေခြင်းသည်မိမိအတွက်မှန်ကန်တဲ့လုပ်ရတဲ့ခုဖြစ်တယ်
ဒါနကောင်းမှုကိုအခြေခံပြီးတော့ယခုလိုဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားခြင်းဖြင့်နိဗ္ဗာန်ကိုရနိုင်တယ်ဒါနကိုအခြေခံနောက်တနည်းပြောရမယ်ဆိုရင်ဒီဗိမာန်ကြီးကိုအာယုံပြုပြီးတော့ဒီဗိမာန်ကြီးဟာအနှစ်တရာဟိုဘက်ဆိုရင်ပြိုကျသွားမှာပဲပြင်ဆင်မဲ့လူမရှိဘူးဆိုရင်အနှစ်တရာဟိုဘက်အနှစ်200ဟိုဘက်ဆိုရင်ပျက်စီးသွားမှာပဲသဘာဝတရားတွေဟာအခုလိုပဲမတည်မြဲဘူးပျက်စီးအသိဉာဏ်နဲ့လည်းဝိပဿနာဖြစ်လို့ရတယ်ပေါ့ငါတို့တွေလည်းအနှစ်တရာဟိုဘက်ကြတော့ရှိမှမဟုတ်တော့ဘူးဆိုတော့စဉ်းစားလို့ရှင်လည်းဝိပဿနာဉာဏ်ဖြစ်တယ်ပေါ့ဘယ်လမ်းကသွားဘယ်လမ်းကသွားရောက်လာမှာမရဘူးရမျိုးကိုလာတယ်ဘယ်လမ်းကလာလမ်းကြောင်းတွေအများကြီးရှိတယ်အဲ့နိဗ္ဗာန်သွားတဲ့လမ်းတွေဟာဒါနကိုအခြေခံပြီးတော့ဒီလမ်းတွေကသွားရင်ဒီစခန်းရောက်မယ်ဆိုတာတေချာပေါက်မှတ်သားကြရမှာဖြစ်တယ်ပေါ့ဒီဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒါနအခြေခံမြတ်နိဗ္ဗာန်ဆိုတာဒါနကိုအခြေပြုပြီးတော့ဒီဘဝမှာလည်းဝိပဿနာကျင့်ကြံကြိုးကိုအထောက်လို့ရတယ်သို့မဟုတ်ဒါနကိုအခြေခံပြီးတော့ဒီအခြေအနေကောင်းတွေကိုဒါနကဖန်တီးပေးထားတယ်ဖန်တီးပေးထားတဲ့အခါအဲ့ဒီအခြေခံကောင်းတွေကိုအမိပြုပြီးတော့ဆိုပါစို့ဒီဘဝမှာဒါနကုသိုလ်လုပ်လိုက်တယ်ဒါနကုသိုလ်လုပ်ပြီးတော့တည်တဲ့အခါမှာနတ်ပြည်ရောက်သွားတယ်နတ်ပြည်ရောက်တဲ့အခါမှာမြတ်စွာဘုရားရဲ့တပည့်တော်ကနတ်သားတွေရှိကြတယ်နတ်သမီးတွေသူတို့နဲ့တရားဆွေးနွေးရင်းကနေပြီးတော့တရားသူတရားမြတ်နောက်ဘဝမှာလည်းရသွားဖို့ခွင့်လန်းရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့ကောင်းမြတ်တဲ့အခြေအနေကောင်းတစ်ခုကိုမိမိတို့ပြုလုပ်တဲ့ဒါနကဖန်တီးပေးနိုင်တယ်ကုသိုလ်ကံရဲ့စွမ်းအားဟာအလွန်ကြီးမားတယ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ထားပြီးတော့တို့တွေလှူဒန်းကြပြီးတော့ကိုယ့်ရဲ့စိတ်စေတနာကိုစွမ်းအားပြည့်အောင်ထိမ့်သိမ်းရမှာတော့ငါတို့တာဝန်သာဖြစ်တယ်ဒီဟာထိမ့်သိမ်းနိုင်မှာဒါနကုသိုလ်ရဲ့အကျိုးဟာပြီးဝရမှာပဲလို့ကိုယ်စီသဘောကျပြီးဒါနအခြေခံတဲ့နိဗ္ဗာန်ကိုရရှိအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း